2020 ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာဆိုလို့ရှိရင် US နိုင်ငံ Ohio ပြည်နယ်အရှေ့မြောက်ပိုင်းမှာရှိတဲ့စုံတောက်တွေဟာ video recording တစ်ခုကိုသူတို့ကတွေ့ရှိရတယ်။အဲ့ video recording ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရည်ရွယ်ပြီးတော့ချိန်ပြီးရိုက်ကူးထားတာမျိုးမဟုတ်ဘဲနဲ့မတော်တဆရိုက်မိသလိုလိုဒါမှမဟုတ်လို့ရှိရင်လည်းခိုးယူရိုက်ကူးထားတဲ့ပုံစံမျိုးပေါက်တယ်။ဗီဒီယိုထဲမှာတွေ့ရတဲ့ပုံတွေဟာဒီလိုမျိုးကင်မရာကအောက်ကိုစိုက်နေတယ်ပြီးလို့ရှိရင်အရန်ကိုတုံခါပြီးတော့မငြိမ်မသက်တည်ဖြစ်နေတယ်ဘာလို့လဲဆိုတော့စုံတောက်တွေဟာအရန်ကိုရှုပ်ထွေးတဲ့အမှုတစ်ခုကိုလိုက်နေရကနေပြီးတော့ဒီဗီဒီယိုတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုတွေနေပဲလားဆိုတော့မဟုတ်ပါဘူးအခြားသောပုံတွေအမြောက်အများကိုလည်းတွေ့ရမှာဖြစ်တယ်မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေကြိုဆိုလိုက်ပါတယ်စူဇန်ကိုအားပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်စူဇန်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးလို့ရှိရင်လုပ်သွားပေးပါဦးစူဇန်ရဲ့ဗီဒီယိုလေးတွေကို like share comment လေးနဲ့လည်းမျှဝေပေးသွားပါအောင်ရှင်အော်တိုဘာလ28ရက်2002ခုနှစ်မှာဆိုလို့ရှိရင်တော့Cindy Rowe လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကညတနာရီခွဲလောက်မှာနိုးထလာပြီးတော့သူဟာဖုန်းတကောကိုခေါ်ခဲ့ပါတယ်ဒီလိုညတနာရီမှာဖုန်းခေါ်တာဟာ Cindy အတွက်အရင်ထူးဆန်းတဲ့အရာမဟုတ်ဘူးသူဟာတပတ်ကို3-4ချိန်လောက်ထပြီးတော့ဖုန်းခေါ်လေးရှိတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ခွဲနေပြီဖြစ်တဲ့သူသမီးလေးဟာဆိုလို့ရှိရင်ဒီလိုတနာရီခွဲလောက်မှာထပြီးတော့အလုပ်သွားဖို့ပြင်ဆင်ရတာဖြစ်တယ်သူဟာဖုန်းခေါ်ပြီးတော့သူသမီးကိုနှိုးပေးတယ်နောက်ပြီးလို့ရှိရင်အလုပ်သွားတော့မှလားဒီနေ့ဘာကိစ္စတွေရှိသေးလဲဘာညာစသဖြင့်စကားစမြည်ပြောလေးရှိတယ်ပြီးတော့မှသာသူဟာအိယာပြန်ဝင်လေးရှိတယ်သူ့ရဲ့သမီးနာမည်က Morgan Fox လို့ခေါ်ပါတယ်သူဟာအသက်29နှစ်ရှိပြီဖြစ်တယ် Morgan ကသူ့အမေနေတဲ့မြို့နဲ့ဆိုလို့ရှိရင်ကားခဏလေးမောင်းရင်ရောက်မဲ့ North Cotton ဆိုတဲ့မြို့လေးမှာနေထိုင်တာဖြစ်ပါတယ်Morgan က FedEx ကုမ္ပဏီရဲ့ဒီလိုမျိုး delivery လုပ်မဲ့သူတို့လာအပ်ထားတဲ့ delivery လုပ်တဲ့ပစ္စည်းတွေကိုအမျိုးအစား location ခွဲတဲ့အပိုင်းမှာလုပ်ရတာဖြစ်တယ်။အဲဒါကြောင့်မလို့သူဟာည2 နာရီခွဲမှာသူအလုပ်စဝင်ရတယ်။ပြီးရင်သူဟာထားပြီးတော့ဒါကတော့မြို့နယ် A ကိုသွားမဲ့ပစ္စည်းဒါကတော့မြို့နယ် B ကိုသွားမဲ့ပစ္စည်းစသဖြင့်ခွဲချမ်းစိတ်ဖြာတဲ့ department မှာအလုပ်လုပ်တာဖြစ်တယ်။အဲဒါကြောင့်မလို့သူ့အမေကမနေ့2 နာရီခွဲကိုဖုန်းဆက်တယ်။သမီးရေနိုးပြီလားဘာညာပြောတာဖြစ်တယ်။ဒီလိုမျိုးမနဲ့အစောကြီးသူ့အမေကဖုန်းဆက်ပြီးနှိုးပေးရလို့ independent မဖြစ်ဘူးလားကိုမရက်တည်နိုင်ဘူးလားဆိုရင်မဟုတ်ပါဘူးကို6ပေါ်ကိုရက်တည်နိုင်တဲ့ကောင်မလေးတစ်ယောက်ဖြစ်တယ်သူကဘာဖြစ်လို့ဒီလိုည2 နာရီခွဲမှာဒီလိုမျိုးအလုပ်သွားရတဲ့အလုပ်မျိုးရွေးချယ်လဲဆိုလို့ရှိရင်သူဟာသူ့ရဲ့တာဝန်တွေကိုကြည်ကျင်တဲ့စိတ်လွန်ကဲလို့ဒီလိုမျိုးအလုပ်ကိုရွေးချယ်ခဲ့တာလည်းဖြစ်တယ်။သူ့မှာ8 နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။အဲ့တော့သူဟာနေ့လယ်ပိုင်းမှာသူ့သမီးလေးရဲ့ကျောင်းသွားဖို့ကိစ္စတွေ၊ကျောင်းကြိုဖို့ကိစ္စတွေနဲ့တခြားသောကိစ္စတွေကိုလုပ်ပေးနိုင်မှုအတွက်ကိုသူ့သမီးလေးအိတ်နေတဲ့အချိန်မှာသူဟာအလုပ်လုပ်တာဖြစ်တယ်။ကန်ရဲ့အသက်8 နှစ်အရွယ်သမီးလေးရဲ့နာမည်က Amelia လို့ခေါ်ပါတယ်။ Amelia လေးကိုဝင်ရတဲ့အချိန်မှာဆိုရင် Morgan ကအသက်20ပဲရှိသေးတယ်။ဒါပေမဲ့သူဟာသူ့သမီးလေးကိုမွေးခဲ့တယ်ပြီးတော့သူ့ကိုယ်သူအပြည့်အဝဒီသမီးလေးကိုတာဝန်ယူဖို့ကြိုးစားခဲ့တယ်ဒီအမလီယာရဲ့အဖေဖြစ်သူဟာသူ့အမေနဲ့အဆင်မပြေဘူးပေါ့နော်ဒီလိုမျိုးကိုဝင်ရသွားတဲ့အခါမှာလက်ထပ်ဖို့တွေအဖေတယောက်ရဲ့တာဝန်ယူဖို့အဆင်မပြေတဲ့တကြောင်မလို့ Morgan က single mother တယောက်အနေနဲ့သူ့သမီးလေးအမလီယာကိုတယောက်တည်းပြုစုပြောထောင်ခဲ့တာဖြစ်တယ်သူချခဲ့တဲ့ဆုံးဖြတ်ချက်ကိုသူဘယ်တော့မှနောင်နာမရဘူးလို့ပြောပါတယ်သူ့သမီးလေးအမလီယာမွေးလာပြီးတဲ့အချိန်မှာသူ့ဘဝအတွက်အမှန်ကန်ဆုံးဆုံးဖြတ်ချက်သူ့ဘဝအတွက်အကောင်းဆုံးသောအဖို့မကိုရလိုက်တယ်လို့သူဟာပြောလေးရှိတယ်Morgan နဲ့သူ့ရဲ့သမီးလေး Amelia ဟာအရန်ကိုယဉ်နေကြတယ်အရန် close ဖြစ်တယ်သူတို့နှစ်ယောက်ကသားအမိအပြင်ကိုတငယ်ချင်းတွေအချစ်ဆုံးတငယ်ချင်းတွေနောက်ပြီးလို့ရှိရင်တယောက်ကိုတယောက်အကုန်လုံးဖွင့်ဟတိုင်ပင်နဲ့ Amelia လေးကလည်းသူ့အမေကိုအမေလိုတမျိုးတငယ်ချင်းလိုတမျိုးချစ်တယ် Morgan ကလည်းအမေကောင်းတယောက်ဖြစ်အောင်အစွမ်းကုန်ကြိုးစားနေတဲ့သူတယောက်ဖြစ်တယ်Morgan ကသူ့သမီးလေးကြီးလာတဲ့ခါကြလို့ရှိရင်သူ့သမီးလေးကိုမချို့တဲ့စေချင်ဘူးသူများတွေတက္ကသိုလ်တက်ရင်တက္ကသိုလ်တက်ဖို့အတွက်ကိုပတ်စံရှိစေချင်တယ်ငယ်ရွယ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းနေစရာအိမ်ရှိရမယ်စီးစရာကားရှိရမယ်ဒီလိုမျိုးကလေးတစ်ယောက်ရဲ့ငယ်ဘဝမှာလိုအပ်တဲ့ဒီလိုပံ့ပိုးမှုတွေအပြည့်အဝရဖို့သူအပြည့်အဝပေးနိုင်ဖို့အစွမ်းကုန်ကြိုးစားရှာပါတယ်အဲ့တော့ Morgan ဟာသူ့သမီးလေးမွေးလာပြီးတဲ့အချိန်အသက်နည်းနည်းလေးရပြီဆိုတဲ့အချိန်ကစပြီးတော့သူဟာpart-time job တွေအများကြီးလုပ်တယ်။တရက်ကိုဒီအလုပ်ကနေဟိုအလုပ်ကိုကူလိုက်ဟိုအလုပ်ကနေနောက်တစ်လုပ်ကိုကူလိုက်စသဖြင့်နာရီအရှည်ကြီးအလုပ်လုပ်ရှာတယ်။အဲ့လိုစူးစမ်းနေတဲ့ Morgan ဟာ FedEx မှာသူအလုပ် full time ရသွားခဲ့ပါတယ်။ဒီလိုည2 နာရီခွဲမှာအလုပ်ဝင်ရတဲ့အလုပ်ဖြစ်တဲ့တကြောင်မလို့လဲလုပ်ချင်တဲ့သူနေတယ်။အဲ့တော့သူဟာFedEx မှာ full time အနေနဲ့အလုပ်ရသွားခဲ့တယ်။ FedEx မှာသူအလုပ်စဝင်တဲ့အချိန်မှာဆိုရင် junior staff ပေါ့နော်အငယ်တန်းဒီလိုမျိုးဝန်ထမ်းအနေနဲ့အလုပ်ဝင်ခဲ့တာဖြစ်တယ်။အလုပ်စူးစမ်းတယ်ကိုကနေအစပြုပြီးတော့အလုပ်ကိုမတွဲမကပ်ပဲလုပ်တယ်။ပြီးလို့ရှိရင်သူ leader ကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့အစွမ်းစာမျိုးအမြဲတမ်းပြသတယ်။အဲ့ဒါကြောင့်မလို့လဲသူဟာနှစ်ကြာလာတဲ့အခါမှာ manager ရာထူးကိုတောင်ရလာခဲ့တယ်။သူရဲ့ဘဝဟာအလုပ်ကိုင်လေးမှာပဲအတီတကျဖြစ်လာတာမဟုတ်ဘဲနဲ့အတီတကျချစ်ရမယ့်ချစ်သူလက်တွဲပေါ်ကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။
သူ့ရဲ့ကောင်လေးနာမည်က Jason Scarnecchia ဖြစ်ပါတယ် Jason လို့ပဲခေါ်မယ် Jason ကလည်းကောင်မလေးလိုပဲ single father တယောက်ဖြစ်တယ်သူ့မှာလည်းသမီးလေးတယောက်ရှိတယ်သူတို့နှစ်ယောက်က FedEx company မှာပဲတွေ့ခဲ့တာဖြစ်တယ်အဲ့လိုတွေ့ပြီးတဲ့အခါမှာ Jason ကတခြားကုမ္ပဏီတစ်ခုမှာအလုပ်ရပြီးအလုပ်ထွက်သွားတယ်အဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်တွဲကြတယ်ချစ်ကြတယ်ပေါ့နော်လွန်ခဲ့တဲ့၄လလောက်ကစပြီးတော့သူတို့နှစ်ယောက်ရဲ့ relationship ကနောက်ထပ်အဆင့်တစ်ခုကိုတက်ဖို့အဆင့်သင့်ဖြစ်နေပြီသူတို့နှစ်ယောက်အတူတူတအိမ်ထဲမှာပြောင်းနေကြတယ်မကြခင်လက်ထပ်နိုင်မှုအတွက်ကိုလည်းစူးစမ်းနေကြတယ်သူတို့မိသားစုနှစ်စုပေါင်းစည်းနိုင်မှုအတွက်ကိုအိမ်လေးတစ်လုံးကိုအတူတူငှားတယ်အဲ့အိမ်လေးမှာဆိုလို့ရှိရင်အနောက်ဘက်ပန်းချံပါတာဖြစ်တဲ့ကြောင့်မလို့အရွယ်သိမ့်မကွာတဲ့သူတို့သမီးလေးနှစ်ယောက်ကအတူတူပျော်ပျော်ရွှင်ရွှင်ဆော့ကစားလို့ရတယ်မော်ဂန်အတွက်ကဒီလိုအခြေအနေမျိုးကိုသူ့ငယ်ဘဝမှာကြုံတွေ့ခဲ့ဘူးသားဖြစ်တယ်သူ့ကောင်လေးဘက်ကသမီးလေးပါလာတာကိုသူ့အတွက်အဆန်းမဟုတ်ဘူးသူ့အမေကလည်းသူ့အသက်8နှစ်လောက်အရွယ်မှာနောက်အိမ်အောင်ပြုခဲ့တယ်မော်ဂန်တို့မှာကမောင်နှမ9ယောက်ရှိတယ်သူ့အမေနောက်အိမ်အောင်ပြုလိုက်တဲ့အမျိုးသားမှာကသူ့ရဲ့ပထွေးမှာကသားသမီး9ယောက်ရှိတယ်အဲ့တော့သူတို့ဟာသူ့အသက်8နှစ်လောက်မှာဆိုလို့ရှိရင်မောင်နှမတွေအများကြီးနဲ့အိမ်မှာစွတ်စွတ်ဝေးဝေးနေခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်မလို့အလုပ်ကြိုးစားတဲ့မော်ဂန်ဟာသူ့ဘဝလေးဟာအရာရာအဆင်ပြေလာတယ်ချစ်ရမယ့်သူတွေရှိလာတယ်နှွေးထွေးမှုအသစ်တွေရရှိလာပြီးပျော်ရွှင်နေတဲ့ကောင်မလေးတစ်ယောက်ဖြစ်တယ်28ရက်အောက်တိုဘာလညတနာရီခွဲလောက်မှာတော့စင်ဒီဟာသူ့သမီးလေးကိုဖုန်းဆက်ပြီးတော့နိုးပြီလားလှုပ်သွားဖို့ပြင်ဆင်နေပြီလားအဆင်ပြေလားဘာကိစ္စထူသေးလဲမီးလေးအမလီယာရောဘလို့လဲစသဖြင့်ရောက်တက်ရရာစကားတွေပြောတယ်ပြီးတဲ့အခါမှာတော့သူတို့နှစ်ယောက်ကနှုတ်ဆက်ပြီးတော့ဖုန်းချလိုက်ပါတယ်သူတို့နှစ်ယောက်ကကိုစီလှုပ်ရှားရှိတာတွေဆက်လုပ်လိုက်ကြတယ်အဲ့အချိန်မှာစင်ဒီမသိတာဟာသူ့သမီးမော်ဂန်နဲ့စကားပြောတာဟာဒီတစ်ခါနောက်ဆုံးဖြစ်မယ်ဆိုတာကိုသူမသိတာပါပဲအဲ့လိုမျိုးစင်ဒီနဲ့ဖုန်းပြောပြီးတော့9နာရီလောက်အကြာမနက်6နာရီခွဲမှာတော့သူတို့မျိုးရဲ့ရဲဌာနကို911အရေးပေါ်အကူအညီတောင်းတဲ့ဖုန်းဝင်လာပါတယ်ဖုန်းဖြေဆိုတဲ့ရဲအရာရှိကဘာအကူအညီလိုပါတလဲရဲလွှတ်ပေးရမလားမိသက်ကိုလွှတ်ပေးရမလားကယ်ဆယ်ရေးလွှတ်ပေးရမလားဆိုပြီးတော့မေးခဲ့တယ်တစ်ဖက်ကနေပြီးဘာပြောလဲဆိုတော့ရဲတွေနဲ့ကယ်ဆယ်ရေးနဲ့လိုအပ်ပါတယ်ဆိုပြီးလှမ်းပြောတယ်ဘယ်နေရာကဖုန်းခေါ်နေရလဲဆိုတော့ဒီဖုန်းခေါ်ဆိုတဲ့သူက Fraza လမ်းပေါ်ကနေခေါ်နေတာပါဆိုပြီးတော့သူ့ရဲ့လိပ်စာအသေးစိတ်ကိုပေးလိုက်ပါတယ်သူကပြောတယ်ငါဒီနေ့မနေ့အလုပ်သွားဖို့အတွက်ကိုထလာတယ်ငါမနေ့စာပြင်နေတဲ့အချိန်မှာအပြင်ကိုကြည့်လိုက်တော့သူ့ရဲ့ကားအပြင်မှာရှိနေသေးတယ်တကယ်တော့သူဟာညကလေးကအလုပ်သွားမှာဖြစ်တယ်ဒီကားအပြင်မှာရှိနေသေးတာလဲဆိုပြီးထွက်ကြည့်တာအဲ့အချိန်မှာငါရဲ့ကောင်မလေးဟာသူ့ရဲ့ကားကောင်းကန်းကခုံပေါ်မှာတည်ဆုံးနေတာတွေ့ရပါတယ်ဆိုပြီးပြောပြတယ်ပြောတော့ပြောတယ်လုံးဝခေါ်လို့လည်းမရဘူးပြီးတော့သူ့ခန္ဓာကိုယ်ကလည်းအေးဆက်နေပြီးခန္ဓာကိုယ်မှာလည်းသွေးတွေအများကြီးပိနေပါတယ်ဆိုပြီးပြောတယ်နောက်ထပ်ပြောတာကသူ့ရဲ့ခေါင်းအနောက်မှာသွေးတွေပိနေတာတွေ့တယ်အနောက်ကနေများရိုက်တာကိုခံထားရတာလားမသိဘူးဆိုပြီးတော့လည်းဖြည့်ဆွက်ပြောခဲ့တယ်အဲ့ချိန်မှာရဲကဟုတ်ပြီအဲ့ဒါဆိုရင်နိကောင်မလေးရဲ့နာမည်ကဘာလဲလို့မေးတဲ့အခါမှာကောင်မလေးရဲ့နာမည်က Morgan Fox ဖြစ်ပါတယ်ဆိုပြီးပြောပြခဲ့ပါတယ် Looks like her head is bleeding from the high and she got bashed. What is her name, sir? Her name is Morgan Fox. တစ်ဖက်မှာလည်းဒီရဲတွေအရေးပေါ်ကယ်ဆယ်ရေးကိုလွှတ်နေပြီဒါပေမဲ့ဒီ911ဖြေဆိုနေတဲ့ရဲအရာရှိကနင် CPR လုပ်ဖို့ကြိုးစားကြည့်ပါလားလို့ပြောတဲ့အချိန်မှာသူစီမှာဘာ pause မှမရှိတော့ဘူးဘာနှလုံးခုန်လုံးမှမရှိတော့ပါဘူးဆိုပြီးပြောခဲ့တယ်အဲ့လိုဖုန်းပြောဆိုနေတဲ့အချိန်မှာပဲရဲကားတွေဟာရောက်လာတယ်ကယ်ဆယ်ရေးဟာရောက်လာတယ်သူပြောတဲ့အတိုင်းမှာပဲ Morgan Fox ကတကယ်ပဲကယ်ဆယ်လို့လုံးဝမရတော့တဲ့အခြေအနေတည်ဆုံးသွားပြီဖြစ်ပါတယ် Morgan Fox ရဲ့ပုံစံဟာသူဟာကားရဲ့အရှိခုံမှာဆိုလို့ရှိရင်တပိုင်းကကားပေါ်မှာအမှောက်လျက်တပိုင်းကတော့ဒီတွဲလောင်းပေါ့နော်ကျမ်းပေါ်မှာကျတဲ့ပုံစံမျိုးကားပေါ်ဝင်ကနီးမှာဖြစ်တဲ့ပုံစံမျိုးလဲကျသွားတဲ့ပုံစံမျိုးဖြစ်နေတယ်သူ့ရဲ့ကားဟာ SUV အမျိုးအစားဖြစ်တဲ့ကြောင့်မို့မြင့်တဲ့အခါမှာဒီလိုပေါ့နော်ကုံကြီးကားအဝမှာကုံကြီးကျနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ရဲတွေဟာဒီ Megan ရဲ့ခန္ဓာကိုယ်တွေ့ရှိတဲ့ကားကိုလှည့်ပတ်ပြီးစစ်ဆေးတဲ့အခါမှာကားမှန်မှာကြီးစံပေါက်ထွက်ထားတဲ့အရာလေးကိုတွေ့တယ်အဲဒါကြောင့်မလို့ရဲတွေကဘလို့သုံးသက်လဲဆိုရင်အနောက်ကနေပြီးတော့တနက်နဲ့လှမ်းပစ်လိုက်တာဖြစ်ရမယ်အဲ့ဒီကြီးစံကနေဒီကား brain ပေါက်ကိုပေါက်ပြီးတော့ဟိုဘက်ကိုထွက်သွားတာဖြစ်မယ်ဆိုပြီးတွေးတယ်ကားရဲ့အပြင်ဘက်မှာပတ်ဝန်းကျင်မှာဒီကြီးစံရဲ့ကေစင်လေးများတွေ့မလားဆိုပြီးလိုက်ရှာတော့လုံးဝမတွေ့ဘူးအဲ့ဒါကိုကြည့်ချင်းအပြင်ဒါဟာမတော်တဆမှုတစ်ခုမဖြစ်နိုင်ဘူးလူသက်သမားဟာဒီကေစင်ကိုတောင်ပြန်ကောက်သွားတယ်ဆိုတော့ဒါဟာလူသက်မှုပြီးတော့ဒါကိုဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်တယ်မော်ဂန်ကကြီးစံနှစ်ချက်တိတိပြစ်ခံခဲ့ရတာဖြစ်ပါတယ်တစ်ချက်ကတော့သူ့ရဲ့ဘယ်ဘက်နားအနောက်နေရာနားကိုပြစ်ခံရတာဖြစ်ပြီးနောက်တစ်ချက်ကတော့အနောက်တက်ကနေအပြစ်ခံရတာဖြစ်တယ်နှစ်ချက်စလုံးဟာသေစေနိုင်လောက်တဲ့နေရာတွေကိုပြစ်ထားတာဖြစ်ပါတယ်တနက်ကြီးစံထွက်သွားတဲ့ပုံ Megan ရဲ့လဲကျသေဆုံးနေတဲ့ပုံတွေကြည့်ချင်းအပြင် Megan ဟာအလုပ်သွားဖို့အတွက်သူ့ကားပေါ်တက်ဖို့လုပ်နေတဲ့အချိန်မှာချောင်းပြီးတော့တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်ဆိုပြီးသိရတယ်အဲ့တော့
အဲ့တော့ဒီလိုလောက်ရက်ကိုဘသူကလောက်တာလဲဘာကြောင့် Megan Fox ကိုတည်စီခြင်းရတာလဲအဲ့တော့ပထမဦးဆုံးရဲရီတွေးတာဟာခိုးယူမှုလားလူရဲမှုလားလို့တွေးတယ်ဒါပေမဲ့တည်ဆုံးနေတဲ့ Morgan ရဲ့ပခုံးပေါ်မှာသူ့ရဲ့ပတ်စံအိတ်ကဒီတိုင်းပဲချိတ်လျက်ရှိနေသေးတယ်ကားရဲ့ဒီလိုအလဲလက်တင်နေရမှာဆိုလို့ရှိရင်လည်းပတ်စံနေရှိတယ်နောက်ပြီးတော့သူ့ရဲ့ပစ္စည်းတွေဖုန်းတွေဘာတွေဆိုလဲသူအောက်ကိုဒီလိုပဲပြုတ်ကျထားတာအဲ့တိုင်းပဲရှိနေတယ်ဘာအဖိုးတန်ပစ္စည်းကိုမှယူမသွားတဲ့အတွက်ကြောင့်မလို့ဒါဟာခိုးယူမှုလူရဲမှုအတွက်ကြောင့်မလို့လူတက်မှုဖြစ်တာမျိုးမဟုတ်ဘူးအိမ်ပတ်ဝန်းကျင်ကိုပါလိုက်ပြီးတော့စစ်ဆေးတဲ့အခါမှာအဲ့တော့ရဲတွေဟာ Morgan တို့အိမ်ပတ်ချာလေကိုလိုက်ပြီးစစ်ဆေးတဲ့အခါမှာ Morgan တို့အိမ်ရဲ့အရှိနာမှာဆိုလို့ရှိရင်သူဟာဒီလိုအဖြူရောင်ခြံစည်းရိုးရှိတယ်ပေါ့နော်အဲ့ခြံစည်းရိုးရဲ့အရှိနဲ့ဒီလမ်းမနဲ့ကြားထဲမှာဒီလိုမျိုးမြက်ခင်းရှိတယ်အဲ့မြက်ခင်းပေါ်မှာကားသွားထားတဲ့အရာတွေ့ရတယ်။သဘောဟာကားဟာလမ်းမပေါ်ကနေပြီးတော့လမ်းဘေးကိုဆင်းပြီးတော့ရပ်ထားတဲ့ပုံပေါက်တယ်။ဒီကားဘင်းရကြံခဲ့တဲ့နေရာကိုကြည့်ချင်းအပြင်ကားရဲကနေလှမ်းကြည့်ရင်တော့ Morgan တို့ကားရက်တဲ့အရှိရပေါ့နော်အိမ်ရှိကိုလှမ်းပြီးမြင်နေရတယ်။နောက်တစ်ချက်ကကားရက်ထားတဲ့နေရာဘေးရခြံစည်းရိုးအဖြူမှာဆိုလို့ရှိရင်ရွှံ့ဘွက်တွေဆင်နေတာတွေ့ရတယ်။တဘောကဖြည်းဖြည်းလေးထွက်လို့ရှိရင်ဘွက်ဒီဘင်းရက်တာဟာဒီလိုဘွက်တွေအများကြီးဆင်လောက်အောင်ရက်မှာမဟုတ်ဘူးသူဟာအရှိန်နဲ့မောင်းထွက်သွားလို့ဒါတအားရက်ပြီးတော့ဒီဘွက်တွေဟာဒီခြံစည်းရိုးမှာဆင်ခဲ့တာဖြစ်တယ်အလောတကြီးထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာမကောင်းတဲ့ intention ရှိရမယ်ကန်ဆိုးချင်တော့အဲ့ဒီအချိန်ဟာမိုးရွာတဲ့အချိန်ဖြစ်ပါတယ်မိုးကလည်းတောက်လျှောက်ကိုရွာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြက်ခင်းပြင်ပေါ်မှာလည်းရွှွန့်နေဟာဘွက်ထနေတယ် Morgan ကားရက်ထားတဲ့နေရာမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးမိုးတွေဟာတညလုံးရွာထားတဲ့အတွက်ကြောင့်မလို့Morgan တေဆုံးမှုမှာရနိုင်တဲ့သက်သေဖြစ်တဲ့လက်ပွေရာသွေးနမူနာစတဲ့ဟာတွေဟာရှာရတော်တော်ခက်တယ်။တညလုံးမိုးရထားတယ်ဆိုတော့ဒီမိုးရေနဲ့အတူတူပါသွားဖို့ဟာများတယ်။ Morgan အလုပ်ကိုသွားတဲ့အချိန်ဟာ2နာရီနဲ့2နာရီ15လောက်မှရှိမယ်။သူအလုပ်2နာရီခွဲစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရဲတွေကိုဖုန်းခေါ်တဲ့အချိန်ဟာမနက်9နာရီလောက်ဖြစ်နေပြီဆိုတော့9နာရီလုံးဒီသက်သေသဲလွန်စားတွေဟာမိုးရေထဲမှာပစ်ထားလိုက်တယ်လို့ဖြစ်သွားတယ်။ရဲတွေဟာ Morgan ရဲ့ကားနားမှာMorgan ရဲ့ handphone ကိုတွေ့ခဲ့ပါတယ်အဲ့တော့ရဲတွေဒီဖုန်းကိုချက်ချင်းဒီစစ်ဆေးဖို့အတွက်ကိုရဲစခန်းကိုပြန်လွှတ်ခဲ့တယ်ဒီဖုန်းထဲကနေပြီးတော့သူနောက်ဆုံးအချိန်မှာလှုပ်ရှားထားတဲ့လှုပ်ရှားမှုဖုန်းခေါ်ဆိုမှုမှတ်တမ်းတချို့ကနေပြီးတော့တခုခုသိရဖို့မျှော်လင့်နေခဲ့တယ်နောက်ထပ်တစ်ခုကတော့သူတို့ဟာ Morgan ကိုတီးဆုံးလျက်ပထမအဆုံးတွေ့ရှိခဲ့တယ်သူရဲ့ကောင်လေးဖြစ်သူ Jason ကိုစကားပြောဖို့ပဲဖြစ်ပါတယ် Morgan ကတနက်နဲ့ပြစ်ခံရတာတနက်ပြစ်တယ်ဆိုကြတဲ့အတန်ထွက်မှာနှစ်ချက်တောင်ဖြစ်တာတစ်ချက်တည်းမဟုတ်ဘူးအိမ်ထဲမှာအိမ်နေတဲ့ Jason ကဒီအတန်ကိုတကယ်ပဲမကြားဘူးလားဒါဟာအရန်ကိုတန်တရားရှိစရာကိစ္စဖြစ်တယ်ပြီးတော့သူ့ရဲ့911ဖုန်းကောမှာဆိုလဲသူ့ရဲ့ပုံစံဟာအရန်ကိုတုံလုံးခြောက်ချားနေတဲ့ပုံမပေါ်ဘူးဆိုတာကိုလေရဲတွေစုံတော့တရားသတိထားမိထားပြီးဖြစ်တယ်အဲ့တော့သူတို့ဟာ Jason ကိုသူတို့နဲ့အတူရဲစခန်းလိုက်ခဲ့ပြီးပါအချက်လက်တွေထပ်ပြီးတော့မေးစရာရှိလို့ပါဆိုပြီးတော့ပြောပြီးတော့ခေါ်သွားခဲ့တယ် Jason ကလည်းလိုက်သွားတယ် Jason ကရဲစခန်းရောက်တော့မှသူဟာပို့ပြီးတော့အချက်အလက်ပြည့်စုံဖြစ်ပျက်ခဲ့တဲ့ဟာတွေအားလုံးကိုပြောပြတယ်။အောက်တိုဘာလ29ရက်ညနေကနေစပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အားလုံးကိုအသေးစိတ်ပြောပြတယ်။အောက်တိုဘာလ29ရက်ညနေမှာဆိုလို့ရှိရင် Morgan ကသူ့ရဲ့သမီး Amelia ကိုသူ့ရဲ့အမေအိမ်မှာသွားပို့ထားတယ်။သူဒီလိုမျိုးညဘက်အလုပ်သွားရမယ်ဆိုရင်နောက်နေ့မနေ့ဒီအိမ်မပြန်လာခင်မှာသူ့သမီးကိုသူ့အမေကကြောင်းသွားပို့ပေးထားနိုင်အောင်ဖြစ်တယ်။ပြီးတော့ Morgan ကအိမ်ပြန်လာတယ်။အိမ်ပြန်ရောက်လာတဲ့အခါမှာသူတို့ဘာထွေထွေထူးထူးကိစ္စမှမရှိဘူး။ Morgan ကည9နာရီခွဲလောက်ကလေးကအိမ်ရဝင်သွားတယ်။ Jason ကပြောတယ်သူကတော့ဆက်ပြီးအိမ်နေတယ်သူ့အလုပ်ကမနက်9နာရီလောက်သွားမှာဆိုတော့သူ6နာရီလောက်မှသူထလာတယ်တဲ့ပုံမှန်ဆိုရင်သူနိုးလာတဲ့အချိန်ဆိုလို့ရှိရင် Morgan ကအလုပ်ထဲရောက်လို့တော့4-5နာရီနီးပါးဖြစ်နေပြီအဲ့တော့သူလှုပ်ရှားရှိတာလှုပ်တယ်ဆင်းလာတယ်မနက်စာစားဖို့လှုပ်တယ်မနက်စာပြင်ဆင်နေနေသူ့ရဲ့ brain ပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာအိမ်ရှိမှာကားတစ်စီးရပ်ထားတယ်ပေါ့နော်အသေးသေးချာချာကြည့်တော့ Morgan ရဲ့ကားဖြစ်နေတယ်သူအံ့ဩသွားတယ် Morgan ကအလုပ်သွားတာလေဘာလို့ကားကဒီမှာရှိနေတာလဲပေါ့ဒါမှမဟုတ်မနက်မှာကားများပြက်လို့ထားခဲ့တာလားဆိုပြီးသူဟာအပြင်ကိုထွက်ပြီးတော့သွားကြည့်တယ်အဲ့လိုသွားကြည့်တဲ့အခါမှာသာလျှင်ကားရင်မကပဲနဲ့ကားရဲ့အရှိကမ်းမှာတည်ဆုံးနေတဲ့ Morgan ကိုပါတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့သူဟာရဲတွေကိုဖုန်းခေါ်လိုက်တာပါဆိုပြီးပြောတယ်အဲ့တော့ရဲတွေဟာမေးတယ်သူနဲ့ Morgan နဲ့အခြေအနေကဘလို့လဲအဆင်ပြေကြလားဘယ်တော့စတွေ့တာလဲဘာပြဿနာတွေရှိလဲလို့မေးတော့ Jason ကပြောပြတယ်သူနဲ့ Morgan နဲ့က2019နွေရာသီလောက်မှာစကြိုက်ကြတာဖြစ်တယ်သူတို့တွဲနေတာတစ်နှစ်ကျော်လောက်ရှိပါပြီပြဿနာကြီးမားဘာမှမရှိပါဘူးတဲ့ပုံမှန်သမီးစားချစ်သူတွေဖြစ်တတ်တဲ့ကြောက်ကစားမျိုးအလွယ်လို့ကျန်တာကြီးမားမရှိပါဘူးဆိုပြီးတည်တည်ချာချာရှင်းပြတယ်
ရဲတွေကဒီလိုတွေမေးတယ်ဆိုတာဟာသူတို့စိတ်ထဲမှာရှိတဲ့တန်တရားတွေကိုအဖြေရှာဖို့အတွက်မေးနေတာဖြစ်တယ်။ပြီးတော့ဂျေဆင်ကပြောတယ်သူတို့နှစ်ယောက်ကလက်ထပ်တော့မှအဲ့ဒါကြောင့်မလို့သူတို့ဟာဒီလိုမျိုးအိမ်အတူတူငှားပြီးတအိမ်ထဲမှာအတူတူနေတာတွေပါရအောင်လုပ်နေကြပြီဆိုပြီးပြောပြတယ်။ရဲတွေစုံတောက်တဲ့စိတ်ထဲမှာတော့ဘာဖြစ်လို့911ဖုန်းခေါ်တဲ့အချိန်မှာသူ့ရဲ့ကောင်မလေးတီးဆုံးနေတယ်ဆိုတာတွေ့ချင်းအချိန်မှာခေါ်လိုက်တာတော့မှဘာလို့တည်ငြိမ်နေတာလဲ။နောက်ပြီးတော့ရဲတွေရောက်လာတဲ့အချိန်မှာလေသူ့ရဲ့ပုံစံဟာစိုက်တီတငင်ငိုနေတာမျိုးရောက်ရက်ခတ်နေတာမျိုးမဖြစ်ဘဲနဲ့စိတ်ညစ်နေတယ်ဆိုတာသိတာပေမဲ့အရန်ရောက်ရက်ခတ်မနေဘူးပေါ့နော်အဲ့ဒါတွေကဘာကြောင့်လဲဆိုပြီးသိချင်တယ်နောက်ထပ်တန်တရားရှိတာတခုကရဲတွေဟာသူ့ကိုရဲစခန်းခေါ်သွားဖို့ဆိုပြီးပြောတဲ့အခါမှာဂျေဆင်ကအိမ်ကနေထွက်တဲ့အချိန်မှာခြေပလာနဲ့ဖြစ်နေတာပေါ့နော်အဲ့တော့သူကငားတဲ့ခြေစွပ်ဝင်ယူခြင်းနဲ့ရမလားဆိုပြီးရဲတွေကိုမေးတယ်အဲ့အချိန်မှာအမှုခင်းဖြစ်ထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ရဲတွေမပါဘဲသူဟာအိမ်ထဲကိုဝင်ခွင့်မရှိဘူးဒါမှမဟုတ်လို့ရှင်ရဲတွေကနေရာပြောငါသွားယူပေးမယ်ဒီလူကိုလုံးဝအထဲပေးမဝင်တော့ဘူးပေါ့နော်ရဲတွေသွားယူပေးမယ်လို့ပြောတဲ့အချိန်မှာ तू ကအဲ့ဆိုလည်းမယူတော့ပါဘူးဆိုပြီးပြောတယ်အဲ့လိုလုပ်တဲ့အမှုအရာဟာရဲတွေကိုတန်တရားပို့ရှိစေတယ်နောက်ပြီးတော့ရဲတွေကသူ့ကိုမေးတယ်တကယ်ပဲတနက်ပြစ်တံကိုမကြားလိုက်ဘူးလားနှစ်ချက်တောင်ပြစ်တာတကယ်မကြားလိုက်ဘူးလားလို့မေးတော့ तू ကမကြားပါဘူးလို့ဖြေတယ်အဲ့လိုရဲတွေကသူ့ကိုအင်တာဗျူးခန်းထဲမှာအင်တာဗျူးလုပ်နေတဲ့အချိန်တခြားရဲတွေကလည်းသူ့ရဲ့ဖုန်းကိုစစ်ဆေးနေတယ်အဲ့လိုစစ်ဆေးတဲ့အခါမှာသူနဲ့ Morgan နဲ့ပြောထားတဲ့ message တချို့ကိုရဲဟာတော်တော်ကြီးတန်တရားဖြစ်တယ်။အဲ့ဒီရေးထားတဲ့ message အရာသူတို့နှစ်ယောက်ကလွန်ခဲ့တဲ့ရက်အနေငယ်အကြီးအကျယ်ရန်ဖြစ်ကြတယ်။အဲ့လိုရန်ဖြစ်တဲ့အချိန်မှာတယောက်ကတယောက်အပေါ်မှာလက်ပါသွားတယ်။ဒါပေမဲ့ရိုက်တဲ့သူက Jason မဟုတ်ဘူး။ Morgan က Jason ကိုလက်ပါလိုက်တာဖြစ်တယ်။အဲ့တော့ message ထဲမှာ Jason ကဘာပြောထားလဲဆိုတော့နင်ငါ့ကိုဒီလိုလွှဲရိုက်လိုက်တဲ့ကိစ္စကိုငါလုံးဝခွင့်မလွတ်ဘူးလို့ပြောတယ်။အဲ့ဒီလောက်ရအတွက်ကြောင့်မလို့ငါနင့်ကိုမုန်းတယ်ငါဘယ်တော့မှနင့်ကိုပြန်ချစ်မှာမဟုတ်ဘူးဆိုပြီးတော့လည်းရေးထားတယ်။ရဲတွေကဒီ message ကဘာအဓိပ္ပာယ်လဲနင်သူ့ပေါ်မှာရန်ညှိုးထားတာလားနင်သူ့ကိုဒီလိုမျိုးဒေါသထွက်ပြီးရန်ညှိုးထားပြီးတတ်လိုက်တာလားလို့မြင်တယ်အဲ့ဒီခါမှာမဟုတ်ပါဘူးငါတို့သမီးစားရန်ဖြစ်ကြတယ်အဲ့ဒီအချိန်မှာငါဒေါသထွက်နေလို့ငါဒီလိုမျိုးစကားချမ်းနေစာချမ်းနေရေးမိတာပါဆိုပြီးပြောတယ်ရန်ဖြစ်ပြီးတော့တရက်နှစ်ရက်အကြာမှာငါတို့နှစ်ယောက်ပြန်တည့်သွားပါတယ်နောက်ပြီးတော့လည်းအခုချိန်ထိဘာပြဿနာမှထပ်မရှိပါဘူးလို့လည်းထပ်ပြီးတော့ပြောခဲ့တယ်ပြီးတော့ဂျေဆင်ကပြောသေးတယ်ဟုတ်တယ်တနက်ပြစ်လိုက်တဲ့အချိန်ကို तू မသိဘူးတနက်တန်လဲ तू မကြောက်ဘူးဘာဖြစ်လို့ तू မနိုးလဲဆိုတာလဲငါတကယ်မသိပါဘူးလို့ပြောတယ်နောက်ပြီးတော့ရဲရနင့်ကောင်မလေးဟာရဲဆက်ဆက်အသက်ခံပြီးတေဆုံးသွားတာနင်ကဘာဖြစ်လို့ emotional မဖြစ်တာလဲလို့မေးတဲ့အခါမှာ तू အရန် shock ဖြစ်နေလို့ပါပေါ့နော် तू ဒီလိုမျိုးသူ့ကောင်မလေးဟာအသက်ခံရတယ်ဆိုတာကိုလက်ခံဖို့လုံးဝအဆင်မပြေသေးတော့သူ့ရဲ့ဒီ emotion ကဘယ်လိုမျိုး तू ကင်တွယ်ရမယ်ဆိုတာကိုမသိသေးလို့ပါဆိုပြီး तू ပြောတယ်နောက်ပြီးတော့ဒီလို yes can မှာပြောရင်းဆိုရင်းနဲ့ပဲအဖြစ်မှန်ကို तू လက်ခံလာပြီးတော့မှ तू ငိုတယ်ကြေကွဲဝမ်းနေတဲ့ဟာတွေမြင်ရတယ်အဲ့ရဲတွေဟာဂျေဆင်ကိုအရန်တန်ရာရှိတယ်ဒါပေမဲ့ဂျေဆင်ကိုသူတတ်ပါတယ်ဆိုပြီးဆွဆွဲလို့ရတဲ့တက်တွေကလည်းဘာမှမရှိဘူးဖြစ်နေတယ်ဂျေဆင်ကိုအင်တာဗျူးလုပ်နေတဲ့စုံတောက်တွေရဲတွေဟာအခင်းဖြစ်တဲ့နေရာကိုစစ်ဆေးနေတဲ့သူတွေစီကနေပြီးတော့တက်တွေတဲလွန်စာကြီးကြီးမားမားရပါစေဆိုပြီးဆူတောင်းနေတယ်ကန်ဆိုးချင်တော့သူတို့ဆူတောင်းမပြေပါဘူးအခင်းဖြစ်တဲ့နေရာမှာတောက်လျှောက်9နာရီလောက်မိုးရွာထားတာဖြစ်တဲ့တကြောင်မလို့ဘာတက်တွေတဲလွန်စာမှမရဘူးအိမ်ကြီးချင်းတွေကိုလိုက်မိတယ်မြင်လိုက်တဲ့သူရှိလားကြားလိုက်တဲ့သူရှိလားဆိုတော့လေဘယ်သူမှမသိကြဘူးเนาะတကားမှတထားတဲ့ကင်မရာတွေ CCTV ကင်မရာတွေမှာရှိတယ်ဒီလိုမျိုးရိုက်ကူထားတဲ့ပုံရိပ်တွေကိုလိုက်ပြီးစစ်ဆေးတော့လေဘာမှထူးခြားတာရှာမတွေ့ဘူးရဲတွေဟာတကယ်ကိုလမ်းပြောင်းနေပါတယ်။ Morgan ရဲ့မိသားစုတွေနဲ့တငယ်ချင်းတွေရဲ့ပြပြချက်အရ Morgan ကိုမုန်းတဲ့သူဆိုတာမရှိသလောက်ပဲတဲ့။ Morgan ကဘယ်သွားဘသူနဲ့တွေ့ပြုံးပျော်ရွှင်မှုတွေကိုပဲယူလာတတ်တဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော်။အရန်ကိုတက်ကြွပြီးတော့အရန်ကိုပျော်တတ်တဲ့သူဖြစ်ပါတယ်ဆိုပြီးပြောကြတယ်။ဒါပေမဲ့ရဲတွေအတွက်ကိုအရန်ကိုအရေးကြီးတဲ့သတင်းအချက်လက်တစ်ခုကိုရခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ Morgan ဟာတဲ့လောလောလတ်လတ်မှာအလုပ်မှာ harassment ပေါ့နော်သူ့ကိုဒီလိုမျိုးနှောက်ယှက်တာတွေအနိုင်ကျင့်တာတွေခံနေရတယ်ဆိုပြီးတော့ပြောတယ်။ Morgan ဟာညဘက်2နာရီခွဲမှာသွားရတဲ့အလုပ်ကိုလုပ်တာဖြစ်ပါတယ်။များသောအားဖြင့်အဲ့လိုညဘက်တွေမှာအလုပ်လုပ်တာကအမျိုးသားတွေကလုပ်လို့ရှိရပေါ့နော်။အမျိုးသမီးတွေအတွက်ဆိုရင်အန်နီရများတယ်။အဲ့တော့သူဟာသူ့အလုပ်မှာယောက်ျားသားအများကြီးနဲ့အလုပ်လုပ်ရတာဖြစ်တယ်။အဲ့လိုအလုပ်လုပ်တဲ့နေရာမှာသူ့ကိုယောက်ျားလုပ်ဖို့ကင်ဖက်တချို့ဟာစပြီးတော့စတာနောက်တာအနိုင်ကျင့်တဲ့ပုံစံမျိုးကိုလုပ်တယ်။အစပိုင်းမှာတော့သူ့ရဲ့ဇပွဲပေါ်မှာသူ့ရဲ့အလုပ် station မှာရှိတဲ့ပစ္စည်းတွေနေရာရွှေ့ထားတာမျိုးဖွက်ထားတာမျိုးကြီးစဲစနောက်တာမျိုးလုပ်ရကနေနောက်ပိုင်းကျရင်ကောင်မလေးဝတ်တဲ့အဝတ်အစားတွေကိုကြည့်ပြီးတော့သူတို့ဟာအဖွဲလိုက်ဒီလိုပြောဆိုတာတွေပါဇက်နဲ့ပေါ့နော်ပါဇက်ရတာခံပြီးပြောဆိုတာတွေလုပ်တာတော့ပါပြန်ကြားရတယ်Morgan ဟာတည်ဆုံးတဲ့အချိန်မှာဆိုရင် FedEx မှာ manager တယောက်ဖြစ်နေပါပြီ။အဲ့ဒါဆိုရင်သူ့ကိုဒီလိုမျိုးသပုတ်လေတွင်ပြောပြီးတော့ဘူလီလုပ်နေတဲ့သူတွေကိုသူကမထိန်ချောင်းနိုင်ဘူးလားမထိန်နိုင်ဘူးလားဆိုလို့ရှိရင်သူ့ကိုဘူလီလုပ်နေတဲ့သူတွေကလည်းတခြားအမျိုးသား manager တွေလည်းပါတယ်။နောက်ပိုဆိုးတာက
Morgan ကဒီလို manager ယာရုတူတဲ့သူအချင်းချင်းဆိုတော့ငါ့ကိုအဲ့လိုမလုပ်နဲ့ငါမကြိုက်ဘူးလို့ပြောရတာလွဲလို့ကိုယ့်ရဲ့လက်အောက်ငယ်သားကိုဒါမှားတယ်ဒါမလုပ်သင့်ဘူးနေဒီလိုလုပ်လို့ရှိရင်တော့နင့်ကိုငါတော့ warning letter ပေးရမယ်ဘာညာစသဖြင့်ပြောလို့ရတဲ့ authority မရှိဘူးအဲ့တော့ तू ဟာ HR ကိုသွားပြီးတော့ तू ဟာတိုင်ခဲ့တယ်အဲ့လိုသွားတိုင်တဲ့အချိန်မှာ Morgan ဘက်ကရက်တီပေးပြီးတော့ဒီလိုမျိုးအမျိုးသမီးအလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုဝတ်ထားတာဘလို့လေပင်ဟိုက်တယ်ပေါင်တိုတယ်အဲ့လိုပြောတဲ့လူတွေကိုအပြစ်မပေး warning မပေးဘဲနဲ့သူ့ကိုနေဝတ်တာစားတာတွေကမမှန်ဘူးပို့ပြီးလုံလုံကြုံဝတ်ပါစသဖြင့် Morgan ကိုပဲ Morgan ဝတ်စားပုံမမှန်လို့ဟိုဘက်ကယောက်ျားတွေကဒီလိုပြောတာပေါ့ဆိုတဲ့ပုံစံမျိုး Morgan ကိုသာ warning ပေးတာခံလိုက်ရတယ်အဲ့တော့ Morgan ကလည်းတိုင်လို့မရတဲ့အတူတူတော့သူတီးခံလိုက်တယ်ပေါ့နော်အဲ့လိုသွားတိုင်လဲအရေးမယူပေးဘူးဆိုတာသိတဲ့အခါမှာအဲ့ဒီ bully လုပ်တဲ့သူ harass လုပ်တဲ့သူတွေကပိုဆိုးလာတယ် Morgan ရဲ့ handphone ကိုခိုးယူထားတာမျိုးဘာမျိုးလုပ်တယ်ရိုးရိုးခိုးရုံလားဆိုမဟုတ်ပဲနဲ့ Morgan ရဲ့ဖုန်းရဲ့ passport ကိုပါသူတို့ကအဲ့လိုမျိုးတည်နေပြီးတော့ဖုန်းထဲကိုလူမှွေနောက်ရှာဖွေထားတာတွေပါလောက်တာဖြစ်တယ်အစပိုင်းမှာ Morgan ဟာသူ့ဖုန်းကိုသူတနေရာမှာအထားမှားလိုက်တယ်ထင်တာပေါ့တကယ်တော့မဟုတ်ပါဘူးသူ့ရဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသား3ယောက်ကသူ့ရဲ့ဖုန်းကိုခိုးတယ်သူနဲ့သူ့ကောင်လေးနဲ့ပြောထားတဲ့စာတွေဝင်ဖတ်တယ်အဲ့ဒီအပြင်ကို Megan ရဲ့ဖုန်းထဲမှာသူ့ဖုန်းဆိုတဲ့အခါမှာသူထားပါတော့เนาะအတွင်းငံနဲ့ရိုက်ထားတဲ့ပုံတွေလည်းရှိမယ်သူ့ကောင်လေးနဲ့သူဖက်ရက်နန်းရှုံနေတဲ့ပုံတွေလည်းရှိမယ်အဲ့ပုံတွေကိုပါဝင်ရောက်ကြည့်ပြီးတော့ပုံတွေကိုပြန်ကူးထားတာတော့ဘာလို့အဲ့လိုတွေပါလုပ်ထားတာဖြစ်တယ်မကြခင်မှာ Morgan ရဲ့ဖုန်းကိုသူတို့လက်ထဲမှာတွေ့တယ်အဲ့တော့ तू ကရန်နေပါဖြစ်ပြီးတော့ပြန်ယူလိုက်တယ်ယူလိုက်ပြီးတော့ तू အရန်စိတ်ဆိုးတယ်ပေါ့နော်သူ့ရဲ့ဒီ privacy ကိုဒါချိုးဖောက်ရကြတယ်ဆိုပြီးတော့ထပ်ပြီးတော့ HR ကိုတိုင်တယ် management ကိုတိုင်တယ်တိုင်တော့လဲအဲ့လိုပဲဘာလို့လဲဆိုလို့ရှိရင်ဒီအမျိုးသားလုပ်ဖော်ကိုင်ဘက်တွေကိုနည်းနည်းပါးပါးလေးနားမလုပ်သင့်ဘူးနော်ဒီလောက်ပဲဘာမှအရေးယူတာမလုပ်ဘူးအဲ့တော့ Morgan ဟာအရန်ကိုဒေါသထွက်တယ်ဘာဖြစ်လို့ဒီလိုမျိုးလုပ်ရက်တွေလုပ်နေတဲ့သူကိုလုံးဝအရေးမယူတာလဲတကယ်ဆိုရင်အလုပ်ထုတ်တာမျိုးနော်ဒါမှမဟုတ်ရှင်လဲခဏ suspend လုပ်တာမျိုးဖြစ်ကမှာဆိုတော့ Morgan အရန်ဒေါသထွက်တယ်အဲ့ဒီအကြောင်းကိုသူဟာသူ့ရဲ့မိသားစုဝင်နေသူ့ရဲ့တငယ်ချင်းတွေကိုပြောပြထားတယ်သူ့ရဲ့မိဘတွေတငယ်ချင်းတွေကပြောတယ်ဒါဘလို့မှမဖြစ်သင့်ဘူးအဲ့တော့သူတို့ဒီမြို့မှာရှိတဲ့ FedEx အခွဲက HR တွေမကဘူးဒီ FedEx company အကြီးတကယ် HR ပေါ့နော်ဒီ headquarter က company ကိုထိပါတိုင်တင်နေဆိုပြီးတော့အားလုံးကဝိုင်းပြီးတော့အကြံပေးကြတယ် Morgan ကလည်းဟုတ်ပြီဒါကတော့တိုင်ပဲငါတီးမခံနိုင်ဘူးပေါ့နော်ဒီလောက်ကြီးသူ့ဖုန်းကိုယူပြီးတော့သူ့ထဲကဓာတ်ပုံတွေယူထားတာကြည့်တာလုံးဝမဖြစ်သင့်ဘူးဆိုပြီးသူဟာတိုင်မှုအတွက်ကိုစာတွေပါတယ်ရေးနေတာနောက်ပြီးတော့သူတို့အလုပ်ထဲကနောက်ထပ်ကောင်းမလေးတယောက်ကလည်းသူ့ကိုလည်းအဲ့လိုပဲဒီလိုမျိုးမထီတတီစတာတွေပြောတာတွေလုပ်တယ်ဆိုပြီးတော့သူ့ရဲ့တိုင်ကြားမှုကိုဘယ်လိုပြောမလဲထပ်ပြီးတော့အားဖြည့်ပေးဖို့အတွက်ကိုပါဝင်ခဲ့တယ်အဲ့တော့သူတို့နှစ်ယောက်ကပေါင်းပြီးတော့ဒီလိုတိုင်ဖို့လုပ်နေတာပြင်ဆင်နေတာဒါပေမဲ့သူဒီတိုင်စာကိုတော့မပို့နိုင်တော့ဘူးဖြစ်ပါတယ်အဲ့ဒီတဲ့တင်ကိုရရချင်းမှာပဲစုံတော့တရားတွေးလိုက်တယ်ဒါဆိုရင် Morgan ရဲ့ complaint ထဲမှာ complaint စာထဲမှာပါတဲ့နာမည်တွေထဲကတယောက်ကသူအတိုင်ခံရမှာကြောက်တယ်သူအလုပ်ပြုတ်မှာကြောက်တဲ့တကြောင်မလို့ဒါဟာ Morgan ကိုဒီလိုမျိုးတက်လိုက်တာဖြစ်နိုင်တယ်စုံတော့တွေဟာ Morgan အလုပ်လုပ်တဲ့စီကိုသွားပြီးတော့လုပ်ဖော်ကိုင်ဘက်တွေ management ကလူတွေကိုသွားပြီးတော့စစ်ဆေးမြင်မြန်တာတွေလုပ်ခဲ့တယ်အဲ့လိုလုပ်ပြီးတဲ့အခါမှာတော့တကယ်ကိုဒီလိုအမျိုးသမီးဝန်ထမ်းတွေကို harass လုပ်တယ်အမြဲတမ်းနှောက်ယှက်နေတဲ့လူတွေတစီတန်းရဲ့ list ကထွက်လာပါတယ်အဲ့ဒီ list ထဲမှာရှိတဲ့နာမည်တွေအများကြီးထဲမှာ Morgan ဖုန်းကိုခိုးယူပြီးကြည့်ရှုခဲ့တဲ့လူ3ယောက်နဲ့စဖို့ကိုကြိုးစားခဲ့တယ်ဒီလူ3ယောက်က Morgan ဖုန်းကို8ရက်အောက်တိုဘာလမှာခိုးယူခဲ့တာဖြစ်ပါတယ်အဲ့လိုစစ်ဆေးတဲ့အခါမှာအဲ့လူ3ယောက်ထဲကတယောက်ပေါ်မှာတော့စုံတော့တွေဟာတော်တော်ကြီးကိုတန်တရားဖြစ်တယ်သူ့နာမည်ကလည်း Jason လို့ပဲခေါ်တယ်အဲ့တော့ Morgan ရဲ့ကောင်လေးနာမည်ကလည်း Jason ဒီကောင်လေးနာမည်ကလည်း Jasonအဲ့တော့ဆူဇန်တို့ကရီးသား Jason နဲ့လုပ်ဖော်ကိုင်ဖက် Jason ဆိုပြီးခွဲပြောမယ်ပေါ့နော်။ဘာဖြစ်လို့ဒီလုပ်ဖော်ကိုင်ဖက် Jason ကိုရဲတွေကအဓိကတန်တရားဖြစ်လဲဆိုရင်အလုပ်ရုံမှာရှိတဲ့ CCTV မှတ်တမ်းအရာ Morgan ရဲ့ဖုန်းဟာ လုပ်ဖော်ကိုင်ဖက် Jason ရဲ့လက်ထဲမှာရှိနေတာဖြစ်တယ်။အဲ့ဒီ CCTV မှတ်တမ်းထဲမှာဆိုလို့ရှိရင် Morgan ကသူ့ဖုန်းကိုလှမ်းယူရဲပြီးတော့ဒေါသတကြီးပြောနေတာပေါ့နော်။ဘာလို့ငါဖုန်းယူတာလဲစသဖြင့်အဲ့လိုမျိုးပြောနေတာတွေ့ရတယ်။အဲ့တော့စုံတော့တင်ရဲတွေဟာဒီလုပ်ဖော်ကိုင်ဖက် Jason ကိုရဲစခန်းကိုလာခိုင်းတယ်။လုပ်ဖော်ကိုင်ဖက် Jason ဟာသဘောတူပြီးတော့ရဲစခန်းကိုလာတယ်။လာတဲ့အခါမှာရဲတွေကပြောတာပေါ့နော်။ဘာဖြစ်လို့နင်ဟာ Morgan ရဲ့ဖုန်းကိုခိုးထားရတာလဲ။ဘာရွေးချက်နဲ့လဲ။ဘာရွေးချက်နဲ့လဲနင်တို့ရန်ဖြစ်ကြတယ်မလား။နင်တို့ကိုအညှိုးထားရလားလို့မေးတော့သူကအော်နင်တို့ CCTV မှာမြင်လိုက်တာကဟုတ်တယ်ငါလက်ထဲကနေပြီးတော့ဖုန်းကိုMorgan ကိုပေးလိုက်တယ်ဒါပေမဲ့ငါသူ့ဖုန်းကိုယူပြီးတော့ကြည့်တာမဟုတ်ပါဘူး Morgan ကသူ့ဖုန်းကိုရှောက်ထားပြီးတော့ပျောက်နေတာအဲ့ဒါငါသိလို့ရှာတွေ့တဲ့အခါမှာသူ့ကိုပြန်လာပေးတာပါဆိုပြီးပြောတယ် Morgan ရဲ့ဖုန်းကိုပြန်မပေးခင်သူရှာတွေ့တဲ့အချိန်မှာတဲ့ဖုန်းကလော့မခတ်ထားဘူးတဲ့အဲ့ဒါကြောင့်မလို့သူဟာဒီဖုန်းကို
ဒီတိုင်းပဲဝင်ကြည့်လိုက်မိတယ်ပေါ့နော်အဲ့လောက်ရက်ကိုသူအခုနောင်တရပါတယ်တဲ့အဲ့လိုဝင်ကြည့်လိုက်တဲ့အခါမှာ Morgan ကသူ့ရဲ့အတွင်းခံလေးနဲ့ပဲရိုက်ထားတဲ့ပုံတွေ့တယ်ဒါပေမဲ့ငါတွေ့လိုက်ချင်းမှာပဲချက်ချင်းထွက်လိုက်တယ်ထွက်ပြီးတော့ငါသူ့ကိုဖုန်းသွားပေးလိုက်ပါတယ်လို့ပြောတယ်ဒါပေမဲ့စဉ်းစားကြည့်ပါအခုခေတ်ကြီးထဲမှာဖုန်းကို lock မခတ်ဘူး password မခံပဲထားတဲ့သူဆိုတာမရှိဘူးအဲ့တော့ဒါလိမ့်နေတာပေါ့နော်တီတော့သွားပြောတယ်အဲ့လိုသူကြည့်လိုက်မိတယ်ဆိုတာကို Morgan ကတိသွားလို့စိတ်ဆိုးတာပေါ့နော်သူစိတ်ဆိုးတက်ပါတယ်ပေါ့ငါနဲ့သူနဲ့ကတငယ်ချင်းလိုပဲပတ်သက်တာငါဒီလိုပုံတွေကိုမမြင်သင့်ဘူးသူစိတ်ဆိုတာမမားပါဘူးလို့ပြောတယ်နောက်ပြီးတော့မေးတယ် Morgan ကအလုံးမှာရန်အိုဘိုသူ့ကိုဘူးလီလောက်တာသူ့ကိုဒီလိုမျိုးလိုက်ပြီးတော့နှောက်ရှက်တာတွေခံနေရတယ်အဲ့အရာနဲ့ပတ်သက်ပြီးနင်ဘယ်လောက်သိလဲလို့ပြောတော့သူကဟုတ်တယ်တဲ့ Morgan ကတခြား manager တချို့နဲ့သူအမျိုးသား manager တချို့နဲ့သူဒီလိုမျိုးအခက်အခဲတွေပြဿနာတွေဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့ပြဿနာတွေကငါနဲ့ဖြစ်တာမဟုတ်ပါဘူးလို့ပြောတယ်အဲ့နဲ့ရဲတွေကသူ့ကိုမေးတယ်ဒါဆိုရင်နင်နဲ့သူနဲ့ကခင်တာလားအပြင်းနေပါတွေအတူတူရှောက်သွားဘူးလားဆိုတော့သူကခါကြိုင်အလုံးမှာအဆင်မပြေဘူးအဲ့အလုံးနဲ့ပတ်သက်ပြီးငါတို့ကဒီလိုမျိုးညင်းညူခြင်းတဲ့အခါမျိုးကြရင်မုတ်ဆိုင်သွားတယ်မုတ်ဆိုင်ရင်နဲ့ဘယ်လိုဖြစ်တယ်မန်နေဂျာကဘယ်လိုဖြစ်တယ်စသဖြင့်ပြောလို့ရှိတယ်ဒါပေမဲ့တခါတလေမှပါတဲ့ပြောတယ်ပြီးတော့မေးတယ်ဒါဆိုလို့ရှိရင်သူ့ကိုတသက်မဲ့ပြဿနာရှာနေတဲ့သူရှိလားလို့မေးတော့ရှိတယ်တဲ့ဒန်ဆိုတဲ့သူပေါ်တယ်သူကတဲ့နေ့တိုင်းဒီပါ Morgan ကိုတသက်မဲ့ပြဿနာတော့ရှာတယ်အော်ဟစ်ပြီးတော့စူပူရာတွေလုံးလေးရှိတယ်ဆိုပြီးပြောတယ်ကြီးစား Jason ကအလုံးမထွက်ခင်မှာဒီ FedEx မှာပဲအလုပ်လုပ်ဖို့တော့ဒီလုပ်ဖို့ခိုင်းဖက် Jason နဲ့ကလည်းသူကတငယ်ချင်းနေခင်ဘူးတယ်အဲ့တော့မေးတယ်နင်း Jason နဲ့လည်းတည်တယ်ဆိုတော့ Morgan ကသူနဲ့သူချစ်သူနဲ့အဆင်မပြေဘူးဘာညာညင်းညူတာပြောဆိုတာရင်ဖွင့်တာရှိလားလို့မေးတော့အားနဲ့ရှိရဲတဲ့သူတို့နှစ်ယောက်ရဲ့ relationship ကတော်တော်အဆင်မပြေတာတဲ့ငါ့ကိုဓာတ်ရိုက်ပြောတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ तू က Snapchat မှာဒီလိုမျိုး post တွေတင်လေးရှိတယ်။ဒီ post တွေကိုဖတ်လိုက်တာနဲ့သူတို့နှစ်ယောက်ရဲ့ relationship ကအဆင်ပြေတယ်မပြေဘူးဆိုတာသိနိုင်တယ်ဆိုပြီးပြောတယ်။အဲ့တော့ရဲရမေးတယ်။ Morgan တနက်နဲ့ပြစ်သက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝမပတ်သက်နိုင်တဲ့သူဆိုရင်နင်ဘယ်သူလို့ပြောမလဲလို့ပြောတော့လုပ်ဖို့ကိုင်ဖက် Jason ကရီးစား Jason ပဲတဲ့သူတို့နှစ်ယောက်အဆင်မပြေတာတွေရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒီရီးစား Jason က Morgan ကိုတကယ်ချစ်တာပါတကယ်ဂရုစိုက်တာပါဆိုပြီးတော့ပြောတယ်လုပ်ဖို့ကိုင်ဖက် Jason ကို yes can မှာမေးတယ်သူဖြေသွားတဲ့အဖြေတွေအရယုံကျင်စရာကြီးပေါ့နော်သူဟာ Morgan ရဲ့တငယ်ချင်းသူဟာ Morgan ကိုအမြဲကူညီဖေးမနေတဲ့သူဆိုပြီးတော့ယုံကျင်စရာကြီးဖြစ်တယ်ဒါပေမဲ့ရဲတွေစုံတော့တွေဟာ Morgan အလုံးလုံးတဲ့ဒီနေရာမှာတွားပြီးတော့စကားပြောတော့တခြားလုပ်ဖို့ကိုင်ပစ်တွေနဲ့စကားပြောတဲ့အခါမှာအော်တိုဘာလ8ရက် Morgan ရဲ့ဖုန်းကိုအထက်ကပုံတွေကိုယူကြည့်ပြီးတဲ့နောက်မှာတော့ဒီလုပ်ဖို့ကိုင်ဖက် Jason ကို Morgan ကအရန်စိတ်ဆိုးတယ်အပေါင်းအသင်းမလုပ်တော့ဘူးစကားမပြောတော့ဘူးလို့တောင်သိရတယ်ဒါပေမဲ့ဒီလုပ်ဖို့ကိုင်ဖက် Jason က Morgan ကသူ့ကိုလုံးဝစိတ်ဆိုးနေတယ်စကားမပြောတော့ဘူးမခင်တော့ဘူးဆိုတဲ့အကြောင်းတွေကိုထည့်မပြောသွားဘူးလုပ်ဖို့ကိုင်ဖက်တချို့ရဲ့ပြောပြချက်အရာလုပ်ဖို့ကိုင်ဖက် Jason က Morgan အပေါ်မှာမယိုးသားတဲ့စိတ်တွေဒီလိုမျိုးချစ်ကြိုက်တဲ့စိတ်တွေရှိတယ်ထင်တယ်ဆိုပြီးပြောတယ်ရဲတွေဟာဒီလုပ်ဖို့ကိုင်ဖက် Jason ကိုနင် Morgan အပေါ်မှာမယိုးသားတဲ့စိတ်တွေရှိလားနင်သူ့ကိုချစ်ကြိုက်နေလားလို့မေးတယ်အခါမှာ तू ကငါသူ့ကိုမိတ်ဆွေတငယ်ချင်းတယောက်လို့ချစ်ပါတယ်လို့ပြောတယ်အဲ့တော့ရဲရမဟုတ်ဘူးမိတ်ဆွေတငယ်ချင်းတယောက်လို့မဟုတ်ဘူးအထက်ပိုတဲ့စိတ်ခံစားချက်မျိုးပြောတာပါဆိုပြီးပြောတယ်အဲ့တော့ငါသူနဲ့စသည့်ခါစားမှာတော့တဲ့ငါသူ့ပေါ်မှာဒီလိုမျိုးချစ်ခင်တဲ့စိတ်တွေပေါ့နော်ငါက28ထက်ပိုတဲ့စိတ်တွေရှိတယ်လို့ခံစားလိုက်ရဘူးတဲ့ဒါပေမဲ့ငါရဲ့အတွေ့တွေငါရဲ့စိတ်ခံစားချက်တွေကိုတည်တည်ချာချာစီစစ်ကြည့်လိုက်တဲ့အခါမှာမဟုတ်ဘူး Morgan ပေါ်မှာငါရှိရဲ့စိတ်ဟာဒီလိုမျိုးချစ်သူရည်စားလို့ထားတဲ့စိတ်မျိုးမဟုတ်ဘူးဆိုတော့ငါသိလိုက်တယ်ဆိုပြီးသူကပြောတယ်အဲ့တော့စုံတော့တွေကတဲ့ပဲမိလိုက်တယ်ငါတို့ထင်ထားတယ်တခြားဖြစ်နိုင်ခြေအခြေအနေတစ်ခုရှိတယ်နင်ကသူ့ကိုချစ်တယ်ကြိုက်တယ်ဒါပေမဲ့ तू ကနင့်ကိုလက်မခံဘူးအဲ့အချိန်မှာနင်ကဒေါသထွက်ပြီးတော့သူ့ကိုဒီလိုမျိုးလှုပ်ကြံတက်ဖြတ်လိုက်တာများဖြစ်နိုင်မလားငါတို့တွေးတာမှားလားလို့ပြောတော့သူကမှားတယ်တဲ့နုတွေးတဲ့အတွေ့အလုံးဝမှားတယ်အဲ့လိုကိစ္စမျိုးလုံးဝမရှိပါဘူးဆိုပြီးပြောတယ်ချစ်သူ Jason ကိုလှုပ်တယ်လို့ပဲလှုပ်ဖို့ကိုင်ဖက် Jason ရဲ့ဖုန်းကိုယူပြီးတော့စစ်ဆေးခဲ့တယ်သူ့ရဲ့ဖုန်းထဲမှာရှိသမျှ data တွေအားလုံးကိုလည်း download ဆွဲပြီးယူထားလိုက်တယ်နောက်ပြီးတော့အဲ့ဒီအခင်းဖြစ်သွားတဲ့မနက်မှာသူ့ရဲ့ရှိနေတဲ့ပေါ့နော် location ကိုရှာဖွေကြည့်ရှုခဲ့တယ်အဲ့အချိန်မှာဖုန်းရဲ့တည်နေရာပြသမှုဟာ Morgan ရဲ့အိမ်နဲ့လုံးဝမနီးတဲ့နေရာမှာရှိနေတာဖြစ်တယ်အဲ့အချက်ကိုသာကြည့်မယ်ဆိုရင် Morgan ကိုတတ်တာ तू မဖြစ်နိုင်ဘူးသူ့ရဲ့ဖုန်းရဲ့ location ပြသမှုဟာ28ရက်ညနေ4နာရီလောက်ကနေပြီးတော့နောက်နေ့မနက်2:48ပေါ့နော်သူအလုပ်မဝင်ခင်အချိန်အထိကိုသူ့ရဲ့အိမ်မှာပဲရှိနေတယ်ဆိုပြီး location ဟာပြနေတယ်အဲ့တော့သူဟာမနက်2နာရီမှာမနက်2:48မှာသူ့အိမ်ကထွက်လာတယ်သူ့ရဲ့ဖုန်း location ကလည်းရွေ့သွားတယ်နောက်ပြီးတော့သူဟာအလုပ်ကိုရောက်တယ်အလုပ်ကိုရောက်တဲ့အချိန်မှာလည်းအလုပ်ရုံမှာရှိတဲ့ CCTV မှတ်တမ်းအရာသူအလုပ်ကိုဝင်လာတယ်လူ punch card ရိုက်ပြီးတော့ဝင်လာတာကိုရိုက်ကူးမိထားတယ် Jason ရဲ့အဲ့ဒီနေ့မှာလုပ်ဖို့ကိုင်ဖက် Jason ရဲ့လုပ်ပုံကိုင်ပုံအနေအထားကိုမေးတဲ့အခါမှာလည်း
ပုံမှန်ပဲသူဟာဘာမှစိတ်လှုပ်ရှားနေတာအာယုန်တွေလွင့်ပြတ်နေတာမျိုးမရှိဘူးတနေ့တာပုံမှန်ပဲဖြတ်တန်းနေဆိုပြီးသိရတယ် CCTV မှတ်တမ်းတွေမှာလည်းအဲ့အတိုင်းပဲပြသနေတယ်ဒီလုပ်ဖော်ကိုင်ဖက်ဂျေဆင်ကိုတန်တရားကင်းစင်ပြီလားဆိုတော့မဟုတ်သေးဘူးဒါပေမဲ့သူတို့မှာစစ်ဆေးစရာတခြားလူတွေအများကြီးရှိသေးတယ်လောလောလတ်လတ်မှာဒီလုပ်ဖော်ကိုင်ဖက်ဂျေဆင်ကိုပြန်လွှတ်လိုက်တယ်ပေါ့နော်ဟုတ်ပြီကျေးဇူးတင်ပါတယ်ငါတို့ထပ်ပြီးလို့အပ်ခင်ထပ်ပြီးအကူအညီတောင်းပါမယ်လို့ပြောပြီးလွှတ်လိုက်တယ်နောက်ထပ်ဖုန်းကိုယူကြည့်တဲ့2ယောက်ကိုစစ်ဆေးခဲ့တယ်နောက်ထပ်တစ်ယောက်ကကြတော့သူဟာ Morgan အပေါ်မှာဒီလိုမျိုးစိတ်ဝင်စားမှုရှိတယ်သူတို့အချင်းချင်းပြောထားတဲ့ message တွေအရသူဟာ Morgan ကိုစာပို့ပြီးတော့စိတ်ဝင်စားကြောင်းပြောခဲ့တယ် Morgan ကငါ့မှာ serious boyfriend ရှိတယ်ပေါ့နော်သူဒီယူဖို့ယူရထားတဲ့ချစ်သူရှိပါတယ်ဆိုပြောတယ်ပြီးတော့လုံးဝမဖြစ်နိုင်ဘူးဘာညာအပြက်ပြောလိုက်တယ်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လေသူ့စီကနေပြီးတော့စာတွေဘာတွေပို့ထားတာမရှိဘူးသူ့ကိုခေါ်ပြီးတော့စစ်ဆေးတဲ့အခါမှာလည်းသူထွက်ဆိုချက်တွေဟာဒီ message မှာပြောထားတဲ့ဟာတွေနဲ့ကိုက်ညီနေတယ်အဲ့ဒါကြောင့်မလို့သူ့ကိုလည်းတန်တရားရှိသူစင်းရကနေခဏဖယ်ထားလိုက်တယ်အလားတူပဲသူ့ရဲ့တီနေရတွေသူအလုပ်ဝင်တဲ့အချိန်တွေပါတယ်စစ်တော်လဲသူဟာ Morgan တေဆုံးမှုဖြစ်တဲ့အချိန်မှာသူအိမ်နာမှာရှိမနေဘူးဆိုတာသိရတယ်။နောက်ထပ်တတိယမြောင် Morgan ဖုန်းကိုခိုးကြည့်တဲ့သူပေါ့နော်သူ့ကိုစစ်ဆေးတဲ့အခါမှာလဲ Morgan တေဆုံးမှုဖြစ် Morgan အတိုက်ခိုက်ခံရတဲ့အချိန်မှာသူဘယ်နေရာမှာရှိနေပါတယ်ဘယ်သူနဲ့ရှိနေပါတယ်ဆိုတဲ့အလီပိုင်းခိုင်ခိုင်မာမာရှိတယ်။အဲ့ဒါတွေမကဘူးဒီ Morgan ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးတယောက်ချင်းစီရဲ့ဒီလူတက်မှုဖြစ်တဲ့အချိန်မှာအားလုံးဟာတီနေရအတီတခြားအလီပိုင်းပြနိုင်ကြတယ်။ရဲတွေအတွက်ကိုတော်တော်ကြီးကိုတဲလွန်စားပြောင်းနေပြီ။သူတို့မှရှိတဲ့တန်တရားရှိသူစင်းရင်ဟာလုံးဝတဖြည်းဖြည်းနဲ့နေလာပြီနောက်ဆုံး Morgan ကိုရုံးမှာအမြဲတမ်းအနိုင်ကျင့်ပြီးအော်ဟစ်နေတယ်ဆိုတော့မန်နေဂျာကိုစစ်ဆေးကြည့်ပြီးအဲ့လူကိုစစ်ဆေးတာတော့မှဘာမှတန်တရားရှိစရာမရှိဘူးဖြစ်နေတယ်တန်တရားရှိသူတွေအများကြီးမေးခဲ့ရမှာလုပ်ဖော်ကိုင်ဖက်ဂျေဆင်ရဲ့ချစ်သူဂျေဆင်2ယောက်ကသာလျှင်တန်တရားရှိစရာအကောင်းဆုံးလူဆိုပြီးမြင်တယ်အဲ့တော့သူတို့ကအခုချိန်မှာအဲ့2ယောက်နဲ့ပတ်သက်တဲ့ကိစ္စတွေသူတို့ထွက်ဆိုချက်တွေကိုအသေးစိတ်လေ့လာတယ်နောက်ပြီးလို့ရှိရင်လည်း Morgan ရဲ့ဖုန်းကနေရထားတဲ့အချက်လက်တွေကိုစမကြံပြန်ပြီးတော့စီစစ်တယ်ဖရရှယ်တွေဟာဒီ Morgan နဲ့သူ့ရဲ့ချစ်သူ Jason နဲ့ပြောထားတဲ့ message တွေကိုလုံးဝဟိုးအဝေးရနေပြီးတော့ဟိုနောက်ဆုံးတေဆုံးကဒီအချိန်အကုန်လုံးပြန်ပြီးတိချာဖတ်တယ်ဖတ်တဲ့အခါမှာဟိုငါနဲ့ကိုဘယ်တော့မှချစ်မှာမဟုတ်ဘူးငါနဲ့ကိုဘယ်တော့မှခွင့်မလွတ်ဘူးဆိုတဲ့စာတန်တရားရှိစရာကောင်းတယ်ဒါပေမဲ့တခြားစာတွေအဲ့နောက်ပိုင်းစာတွေဖတ်တဲ့အခါမှာသူတို့နှစ်ယောက်ပြန်အဆင်ပြေသွားပြီးတယောက်ချစ်နေကြည်နူးနေကြတယ်ဆိုတာသိရတယ်သူတို့ပြောသလိုပဲဒါဟာသူတို့သမီးသားနှစ်ယောက်ကရန်ဖြစ်တယ်ပြန်အဆင်ပြေသွားပြီဆိုတာသိရတယ်အဲ့ဒီအပြင်ကို Jason ပေါ်မှာအစပိုင်းတန်တရားရှိစေတဲ့အချက်လက်တွေရှိတယ်အဲ့ဒီအချက်လက်တွေအားလုံးအတွက်ကိုအဖြေတွေထွက်လာတယ်စစချင်း911ဖုန်းခေါ်ဆိုတဲ့အချိန်မှာ Jason ရဲ့အတန်ဟာတုံလုံးခြောက်ချပြီးတော့အဲ့လိုမျိုးအရင်nervous ဖြစ်နေတဲ့အတန်မဖြစ်ဘူးလို့ပြောတယ်အဲ့ဒီအချက်ကိုရဲတွေဟာတန်တရားရှိတယ်ဒါပေမဲ့တစ်ဖက်ကပြန်တွေးမယ်ဆိုရင်ဂျေဆင်ကအဲ့ဒီအချိန်မှာနိုးလာခြင်းဖြစ်တယ်ဒီအဖြစ်ပြက်ကြီးကလည်းရုတ်တရက်မထင်မှတ်ထားတော့သူ့ရဲ့အုံနောက်ကကောင်း process မလုပ်နိုင်မင်းနဲ့သူဘလို့ react လုပ်ရမယ်ဆိုတော့မသိဘူးနောက်ရဲစခန်းရောက်တော့သူ့ကိုစစ်ဆေးမေးမြန်းပြောဆိုရင်းနဲ့သူဟာအသိစိတ်တည်တခြားဝင်လာတယ်လူကလည်း settle ဖြစ်သွားပြီးတဲ့အခါမှာသူဝမ်းနဲ့ငိုကြွေးမှုတွေတွေ့ရတယ်နောက်တစ်ခုကသူကဘာဖြစ်လို့ခြေစွပ်ကိုမယူတော့ဘူးယူမယ်လောက်တာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအဖြေရသွားတယ်အဲ့ဒါဘာလဲဆိုတော့သူ့အိမ်ကိုတအိမ်လုံးကိုစစ်ဆေးတဲ့အခါမှာသူခြေစွပ်ယူမယ်ဆိုတဲ့ခြေစွပ်ထည့်ထားတဲ့ဗီဒီယိုထဲမှာဆေးကြောက်နည်းနည်းရှိတယ်သူဟာဒီအိမ်ကိုရဲတွေစစ်တော်မှာတည်တယ်ရဲတွေစစ်တဲ့အခါမှာသူဖွက်ထားတဲ့ဆေးကြောက်ကိုတွေ့သွားရင်သူဒီကိစ္စနဲ့ပြဿနာတက်မှာဆိုလို့အိမ်ထဲကိုဝင်ဆေးကြောက်ကိုယူပြီးတော့ဒီဟာကိုလွတ်ပစ်ဖို့ဖျောက်ဖျက်ပစ်ဖို့ကြိုးစားတာဖြစ်တယ်ဆိုပြီးသိသွားတယ်ဒါပေမဲ့လုပ်ဖို့ကိုင်ဖက်ဂျေဆင်ရဲ့ဖုန်းရဲ့အချက်လက်တွေကိုစစ်ဆေးတဲ့အခါမှာတော့ချစ်သူဂျေဆန်လိုမျိုးရှင်းလင်းသွားတာမဟုတ်ပဲနဲ့သူ့အပေါ်မှာတန်တရားရှိစရာကိစ္စတွေကပိုများလာတယ်လုပ်ဖို့ကိုင်ဖက်ဂျေဆင်က Morgan ကိုအခွင့်အရေးမျိုးစုံရှာပြီးတော့သူဟာစာတွေပို့ထားတာတွေ့ရတယ်ကိစ္စသေးသေးလေးတွေကိုတကူးတခါစာတွေပို့ထားတယ်ထားပါတော့ငါဖယ်ရောက်နေတယ်ဘာဝယ်လာရအောင်မလားနေဟိုဟာလိုသေးလားအလုပ်မှာနေဟိုကိစ္စလေးဟိုဟာလုပ်လိုက်သေးလားစသဖြင့်မပြောလဲရတဲ့ကိစ္စတွေကိုအကြောင်းရှာပြီးတော့ခဏစာတွေပို့နေတာတွေ့ရတယ်။ပိုဆိုးတာက Morgan ဖုန်းပျောက်သွားတယ်။ရှေ့ရက်အောက်တိုဘာလနောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ပြောထားတဲ့စကားတွေဟာစုံတောက်တွေအတွက်တော်တော်ကြီးကိုအကူအညီအထောက်ပံ့ရစေတယ်။ Morgan ကလုပ်ဖို့ကိုင်ဖက်ဂျေဆင်ကိုငါနဲ့ကိုမပေါင်းသင်းချင်တော့ဘူးငါနဲ့ကိုမခင်ချင်တော့ဘူးနေရာငါတငယ်ချင်းဆိုပြီးတော့ငါရဲ့ဖုန်းကိုဒီလိုခိုးယူပြီးတော့အထက်ဟာတွေကိုကြည့်စရာလားပေါ့ငါနဲ့ကိုလုံးဝတငယ်ချင်းမလုပ်နိုင်တော့ဘူးနေနဲ့ငါနဲ့စကားလည်းလာပြောစရာမလိုဘူးငါ့ကိုလာပြီးတော့အဲ့လိုဟိုပေါ့နော်ခင်မနေနဲ့တော့ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့အချိန်မှာလုပ်ဖို့ကိုင်ဖက်ဂျေဆင်ကလို့တောက်လျှောက်တောင်းပန်ပါတယ်ငါမှားသွားပါတယ်နောက်မလုပ်တော့ပါဘူးငါမရွယ်ပါဘူးစသဖြင့်စင်ကြီးမျိုးစုံနဲ့စာတွေအများကြီးပို့ထားတာတွေ့ရတယ်အတီးပြောနေတာနင်ငါ့ကိုလုံးဝမဆက်သွယ်နဲ့တော့ငါနဲ့ကိုလုံးဝမခင်တော့ဘူးဆိုပြီးလုံးဝပြောချလိုက်တယ်ပေါ့ကွယ်လုံးဝဘယ်တော့မှပြန်ခင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်တယ်အဲ့လိုပြောပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒီလုပ်ဖို့ကိုင်ဖက်ဂျေဆင်ဟာသူ့ရဲ့တရုပ်မှန်နေတာပေါ်လာတာဖြစ်ပါတယ်ဒီ Morgan ဟာမသေးဆုံးခင်4ရက်လောက်အလို
အောက်တိုဘာလ24ရက်မှာဆိုရင်သူဟာ road trip တစ်ခုသွားတယ်သူကိုယ်တိုင်ကားမောင်းပြီးတော့သူ့သမီးလေးနဲ့တခြားမြို့မှာရှိတဲ့မိသားစုဝင်တယောက်ကိုသွားတွေ့တယ်အဲကိစ္စဟာသူ့ရဲ့ပိတ်ရက်မှာသွားတာဖြစ်တဲ့ကြောင့်မလို့ဘသူ့ကိုမှအထူးတလဲငါကတော့ဘယ်မြို့ကိုသွားမယ်ဘယ်အချိန်သွားမယ်ဆိုပြီးပြောထားတာမျိုးမရှိဘူးအဲ့လိုသူသွားနေတဲ့အိမ်မျိုးကိုရောက်နေတဲ့အချိန်မှာသူ့စီကိုလို့ဖော်ကိုင်ဖက်ဂျေဆန်စီကနေပြီးစာဝင်လာတယ်။အဲ့မှာဘာရေးထားလဲဆိုတော့ Morgan ကသူက Columbus မှာရှိတဲ့သူ့ရဲ့မိသားစုဝင်တွေကိုသွားတွေ့တာ။အဲ့ဒါကိုဂျေဆန်ကနေပြီးတော့ Columbus မှာဘလို့လဲရာသီဥတုကောင်းလားဆိုတဲ့ပုံစံမျိုးမေးတယ်။အဲ့စာကိုမြင်လိုက်တာနဲ့ Morgan အယမ်းလန့်သွားတယ်။သူဒီကိုလာမယ်ဆိုတာကိုသူ့ရဲ့ချစ်သူကလွယ်လို့ဘယ်သူမှပြောထားတာမဟုတ်ဘူး။ပြောစရာလည်းမလိုဘူး။ဒါဆိုရင်ဒီလို့ဖော်ကိုင်ဖက်ဂျေဆန်ကသူဘလို့သိတာလဲ။အဲ့တော့ကောင်မလေးကလန့်ပြီးတော့နင်ကဒါကိုဘလို့သိတာလဲလို့မေးတယ်မေးပြီးတဲ့အခါမှာချက်ချင်းအဲ့လို့ဖော်ကိုင်ဘက်ဂျေဆန်ကိုဖုန်းထဲမှာ block လိုက်တယ်အဲ့ဒါကိုကြည့်ချင်းအပြင်ဒီတေဆုံးမှုမဖြစ်ခင်၄ရက်အလိုလောက်ကတည်းကဂျေဆန်ဟာကောင်မလေးနောက်ကိုတကောက်ကောက်လိုက်ပြီးတော့ကြီးရှုနေတဲ့ပုံပေါက်တယ်ဆိုတာကိုစုံတောက်တွေကသုံးသပ်မိတယ်အဲ့တော့ရဲတွေဟာဒီလို့ဖော်ကိုင်ဘက်ဂျေဆန်နဲ့ပတ်သက်တဲ့ဖိုင်ကိုသူ့ရဲ့ဒီ HR manager ရဲ့စီမှာတော့တောင်းခဲ့တယ်။သူ့မှာတခြားလုပ်ဖို့ကိုင်ဖက်တွေတိုင်တန်းထားတာဘလို့ရှိလဲသူ့ရဲ့အလုပ်လုပ်တာဘလောက်ကြာပြီလဲဘာပြဿနာတွေရှိဘူးလဲလို့တွားပြီးတော့မေးတယ်။မေးတဲ့အခါမှာ HR ကလည်းသူ့ရဲ့ဖိုင်တစ်ခုလုံးကိုပေးလိုက်တယ်။အဲ့ဒီဖိုင်ကိုစစ်ဆေးတဲ့အခါမှာတဲ့သူဟာဂျွန်လ2020လောက်တုန်းကဆိုလို့ရှိရင်လေတခြားလုပ်ဖို့ကိုင်ဖက်အမျိုးသမီးတစ်ယောက်သူ့နာမည်ကစီနာလို့ခေါ်တယ်။စီနာဆယ်မန်လို့ခေါ်တယ်။သူ့နောက်ကိုလည်းအဲ့လိုပဲလိုက်တယ်ပေါ့နော်။ဒီကောင်မလေးစီနာဆိုလို့ရှိရင်သူ2019ခုနှစ်ကောင်မလေးအသက်18နှစ်ကလေးကသူက FedEx မှာအလုပ်ဝင်လုပ်ခဲ့တာဖြစ်တယ်ဒီလုပ်ဖို့ကိုင်ဖက် Jason ကသူ့ကိုဒီရောက်ချင်းမှာအလုပ်တွေတင်ပေးရတဲ့သူတယောက်ဖြစ်တယ်အစပိုင်းမှာတော့သူတို့နှစ်ယောက်ကဒီလိုပဲလို့ဖို့ကိုင်ဖက်ဆိုတော့ခင်မင်းပေါင်းတင်ဆက်ဆံကြတယ်အလုံးလုံးနေရင်းနဲ့မှတစ်ချိန်မှာစီနာဟာသူ့ရဲ့ကားမောင်းလိုင်စင်အသိမ်းခံရတယ်အဲ့တော့သူက2လ3လလောက်ကားမောင်းလို့မရဘူးအဲ့ကားမောင်းလို့မရတဲ့အချိန်အတွင်းမှာလို့ဖို့ကိုင်ဖက် Jason ကသူ့အကျိုးအပို့လုပ်ပေးမယ်လမ်းကြုံနေဘာညာဆိုပြီးတော့ကူညီပေးဖို့ပြောခဲ့တယ်စီနာကလည်းလမ်းကြုံနေဆိုရင်တော့ကျေးဇူးပါဆိုပြီးတော့သူ့ရဲ့အကူအညီယူပြီးတော့အလုပ်ကိုအနေ့တိုင်းအတူတူလာကြတယ်။3လလောက်လဲနေရောစီနာကသူ့ရဲ့ license ပြန်ရပြီသူကားမောင်းခွင့်ပြန်ရပြီဆိုတဲ့အခါမှာဘာလို့ဒီလုပ်ဖို့ကိုင်ဖက် Jason နဲ့အတူတူလာရတော့မှာလဲနော်ဟုတ်တယ်မလားပုံမှန်ဆိုရင်တော့ Jason ရဲ့ငါ license ပြန်ရပြီငါးပဲလာတော့မယ်လို့ပြောတာပေါ့။အဲ့လိုပြောတဲ့အခါမှာ Jason ကစပြီးတော့စီနာကိုဆက်ဆံတဲ့ပုံစံတွေကစပြီးပြောင်းလဲလာတယ်။ဒီစီနာရဲ့ social media မှာတင်ထားတဲ့ post တွေကို like တွေ love တွေပေးတယ်ပြီးလို့ရှိရင် comment တွေ like ရေးတယ်အဲ့ဒီသူရေးထားတဲ့ comment တွေကိုစီနာကအတိမတ်မပြုတ်ဘူးပေါ့နော် reply ပြန်တာမျိုးဒီလိုမျိုး reaction ပြန်မပေးတာဆိုရင် message သွားပို့တယ်ငါနင့်ကို comment ပေးထားရလေနင်ကဘာလို့စာမပြန်တာလဲနင်းရဲ့ပုံလေးကိုငါ like ပေးထားရလေနင်မမြင်ဘူးလားစသဖြင့်နည်းနည်း crazy ဖြစ်တဲ့လက္ခဏာတွေပြလာတယ်အဲ့လိုမျိုးစာတွေလာပို့ပြီးပြောရင်စီနာကလည်းဟုတ်တယ်ငါမမြင်လိုက်ဘူးငါအလုံးရှုံနေလို့စသဖြင့်ဘာမှမဖြစ်တဲ့ကိစ္စလိုမျိုးအရေးမကြီးတဲ့ကိစ္စပါငါနင်ရေးထားတဲ့ comment နိုင်ကိုစာပြန်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးသူ့ကိုပြန်ပြီးတော့ပုတ်ချတယ်ပေါ့နော်ဖော်ကိုင်ဖက်ဂျေဆန်ဟာဘလောက်ထိဆိုးလာလဲဆိုရင်တရက်မှာစီနာကသူ့ရဲ့တငယ်ချင်းတယောက်နဲ့သူဟာစားတော့ဆိုင်တစ်ဆိုင်မှာမုတ်စားနေတယ်အဲ့လိုမုတ်စားနေတဲ့အချိန်သူက brain box အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတဲ့ကားပေါ်ကနေပြီးတော့သူ့ကိုစိုက်ကြည့်နေတဲ့သူတယောက်ကိုသူသတိထားမိတယ်အဲ့ဒါဟာလုပ်ဖို့ကိုင်ဖက်ဂျေဆန်ဖြစ်တယ်တိုက်ဆိုင်ကြီးဒီလိုမျိုးသူနဲ့မတော်တဆလာတွေ့တာမျိုးမဟုတ်ဘဲနဲ့သူဆိုင်နေတာသူဒီမှာရှိနေတာယူလာထိုင်ပြီးတော့ကြည့်နေတဲ့ပုံစံမျိုးသူခံစားရတယ်အဲ့တော့စီနာကလည်းHR ကိုသွားတိုင်တယ်ပေါ့နော်ဒီလိုပဲငါ့ကို stalking လုပ်နေတယ်လို့ခံစားရတယ်ငါနောက်ကလိုက်နေတယ်လို့ပဲပြီးရင်မလို့အပ်တဲ့နဲ့အရန်ဟို close ဖြစ်အောင်စူးစမ်းနေတဲ့ပုံပေါက်တယ်သူ comfortable မဖြစ်ဘူးသူတက်တာမဖြစ်ဘူးစိတ်သက်သာရမရဘူးဆိုပြီးတော့ HR ကိုသွားတိုင်တယ်အဲ့လိုသွားတိုင်တဲ့အခါမှာဒီလို့ဖို့ကိုင်ဖက် Jason ကိုအရေးယူတာတားမြစ်တာမျိုးမလုပ်ဘဲနဲ့လအနေငယ်ကြတဲ့အခါမှာစီနာကိုပဲအလုပ်ထုတ်လိုက်ပါတယ်။လုပ်ဖို့ခိုင်ဖက်ဂျေဆန်ရဲ့ဒီအချက်ကိုတီးလိုက်တဲ့အခါမှာစုံထောက်တရားဒါဆိုရင်တော့တေချာတလောက်ဖြစ်နေပြီဆိုပြီးတွေ့တယ်။အဲ့ဒီအပြင်ကိုရဲတွေဟာနောက်ထပ်စိုးဝါးတဲ့ information တွေပါထပ်ပြီးရတယ်။အမလေးတေဆုံးပြီး3-4ရက်အကြာမှာအိမ်ရှိမှာဒီမျိုးဝမ်းနေကြောင်ဖျောင်းနိုင်နေဓာတ်ပုံတွေပန်းနေနဲ့လာပြီးတော့နှုတ်ဆက်တဲ့ပုံစံမျိုးလုပ်ထားတယ်ပေါ့နော်။အဲ့ဒါကိုMorgan ရဲ့လုပ်ဖို့ကိုင်ဖက်တချို့ကလှုပ်ထားတယ်လို့သိရတယ်။ဒီလိုလုပ်မယ်ဒီလိုထားမယ်ဆိုတာကို Morgan ရဲ့အမေဖြစ်သူ Cindy ကိုပြောပြီးတော့ခွင့်တောင်းတာအသိပေးတာမျိုးလည်းမလုပ်သလိုသူ့ရဲ့ချစ်သူကိုလည်းအသိမပေးဘူး။ Cindy ကသူ့ရဲ့မိလေး Amelia ကိုခေါ်ပြီးတော့အိမ်မှာလိုအပ်တဲ့ပစ္စည်းတချို့ယူဖို့လာတယ်။လာတဲ့အခါမှသာလျှင်သူကအဲ့လိုမျိုးဝမ်းနေတဲ့ပုံစံပေါ့နော်။ဝမ်းနေခြင်းအထိတ်အမှတ်လှုပ်ထားတယ်ဆိုတာကိုသူကသိထားမိတာ။အဲ့တော့သူကအံ့ဩရတာပေါ့။ငါတို့တော့မသိဘူးပေါ့။ဘသူများလှုပ်ထားပေးတာလဲဆိုတဲ့ပုံစံမျိုးအံ့ဩရတယ်။ဒီလိုမျိုးတေဆုံးသူရဲ့မိသားစုကိုခွင့်မတောင်းမဲနဲ့ဒီလိုမျိုးအိမ်ရှိမှလာလှုပ်တယ်ဆိုတာကမကောင်းဘူး။အဲ့ဒီအပြင်ကိုပိုဆိုးတာဟာ Cindy နဲ့ Amelia ဟာအိမ်ထဲကနေပစ္စည်းတွေဝင်ယူပြီးတော့ကားပေါ်ကိုတက်နေတဲ့အချိန်မှာဘယ်ရမှန်းမသိပဲရောက်လာတဲ့လို့ဖို့ကိုင်ဖက် Jason ကကားနောက်ခန်းထဲကိုဝင်ထိုင်လိုက်တယ်။ဝင်ထိုင်ပြီးတဲ့
တဲ့အခါမှာအမလီယာပေါ့နော်မော်ဂန်ရဲ့သမီးလေးကိုအယုတ်လေးတရုတ်လှမ်းပြီးပြီးတော့ကောင်းမလေးရဲ့ခေါင်းလေးကိုပုတ်တက်ပြီးတော့ငါ့ကိုဘယ်တော့မှမမိသွားစေချင်ဘူးဘာညာလို့တဲ့အဲ့အချိန်မှာကားအရှိကမ်းမှာမောင်းမထိုင်နေတဲ့စင်ဒီဟာကြောချမ်းနေပြီးတော့မတတိတဲ့ခံစားချက်မျိုးဖြစ်တယ်။ဘာတိပဲလဲခွင့်မတောင်းမင်းနဲ့ကားတွေကိုတက်ထိုင်နေထိုင်ပြီးတော့လေဒီလိုမျိုး8နှစ်အရွယ်မော်ဂန်ရဲ့သမီးလေးကိုခေါင်းပုတ်ဘာပုတ်လုပ်တယ်ဆိုတာယူမကြိုက်ဘူးပေါ့နော်အဲ့တော့စင်ဒီကနင်ထွက်သွားပါကားရဲထွက်သွားလိုက်ပါခလေးကစိတ်မကောင်းဖြစ်နေတယ်ခလေးကို disturb မလုပ်ပါနဲ့ဆိုပြီးတော့သူ့ကိုမနှောက်ယှက်ဖို့ကားပေါ်ဆင်းခိုင်းတယ်အဲ့လိုပြောတာကိုစင်ဒီပြောတာတွေကိုလုံးဝသူဟာအတိမတ်မပြည့်ဘူးလုံးဝသူဆက်ထိုင်ပြီးတော့ပဲအမလီယာရဲ့ခေါင်းကိုပုတ်ပြီးတော့ပြောချင်တာကြီးပြောနေတယ်။အရန်ချစ်ဖို့ကောင်းတယ်အရန်လှတာပဲမျက်လုံးလေးကလှတယ်စသဖြင့်အဲ့လိုတွေပြောနေတော့စင်ဒီကလည်းအော်ဟစ်ပြီးပြောနေတာပေါ့နင်ထွက်သွားအဲ့လိုပြောနေတယ်လုံးဝမထွက်ဘူးနောက်ဆုံးမှာဒီလုတ်ဖို့ကင်ဖက်ဂျေဆန်နဲ့အတူတူကားထဲမှာပါလာတဲ့တခြားအမျိုးသားတစ်ယောက်ကသူ့ကိုကားထဲကနေဆွဲထုတ်သွားမှသာလျှင်ကားပေါ်ကထွက်သွားတယ်။အဲ့ဒီအချိန်မှာစင်ဒီကချက်ချင်းကားတကား lock ချပြီးတော့အဲ့ဒီအိမ်ရှိကနေမြင်မြန်မောင်းထွက်လာခဲ့တယ်။ပြီးတော့လေဒီအဖြစ်အပျက်ကိုရဲတွေကိုဖုန်းဆက်ပြီးတော့အကြောင်းကြားခဲ့တယ်။အဲ့တော့မေးစရာရှိတယ်စင်ဒီကဒီလုတ်ဖို့ကင်ဖက်ဂျေဆန်ကို तू ကဘလို့သိတာလဲဗမာမြင်ဘူးတာလဲဆိုလို့ရှိရင်8လပိုင်းတော့ဆိုလို့ရှိရင်ဒီချစ်သူဂျေဆန်နဲ့မော်ဂန်တို့ဟာအိမ်အစ်စ်ကိုပြောင်းနေအတူတူနေကြတယ်အဲ့အချိန်မှာသူတို့သမီးလေးအမလီယာရဲ့မွေးနေ့ပွဲကျင်းပတယ်မိသားစုတငယ်ချင်းနဲ့လှုပ်ဖော်ကိုင်းဘက်တချို့ကိုဖိတ်တယ်အဲ့ဒီလိုလှုပ်ဖော်ကိုင်းဘက်တချို့ဖိတ်တဲ့အခါမှာဒီလှုပ်ဖော်ကိုင်းဘက်ဂျေဆန်ကလည်းဒီမွေးနေ့ပွဲကိုလာခဲ့တယ်မွေးနေ့ပွဲတစ်လျှောက်လုံးမှာဆိုလို့ရှိရင်မော်ဂန်ကအရှိသွားရင် तू ကမော်ဂန်နားလိုက်ကပ်ပြီးတော့လိုက်နေတဲ့အနောက်သွားအနောက်မော်ဂန်နားမှာပဲတဝဲလုံနေတယ်ပေါ့နော်ပြီးတော့တခြားသူတွေကသူ့ကိုမိတ်ဆက်တဲ့အခါကျရင်ငါဂျေဆန်မှာဆိုပြီးမိတ်ဆက်တယ်လှုပ်ဖော်ကိုင်းဘက်ဂျေဆန်မှာမော်ဂန်နဲ့အလုပ်တူလုပ်တဲ့သူပါလို့မိမဆက်ပဲနဲ့ငါဂျေဆန်မှာဆိုတော့တချို့တော့အငယ်ချင်းမိတ်ဆွေတွေဂျေဆန်ကဘသူဘဝဆိုတာမသိတဲ့သူတွေကကြတော့မော်ဂန်ရဲ့ချစ်သူဂျေဆန်ကပဲသူလိုဘာလိုအဲ့လိုမျိုးအထင်လွဲရတောင်ဖြစ်တယ်အဲ့ဒါကိုစင်ဒီယာသတိထားမိတဲ့အခါမှာလိုက်ရှင်းပြရတာပေါ့ဒါကလုတ်ဖော်ကိုင်ဖက်ဂျေဆန်သူ့ရီးစားဂျေဆန်ကဟိုမှာဟိုတယောက်ဖြစ်တယ်ဟုတ်တယ်သူတို့နှစ်ယောက်ကနာမည်အတူတူပဲတက်မလားတကယ်ဆိုလို့ရှိရင်အနောက်က family name ဂျေဆန်ဘာဂျေဆန်ညာစသဖြင့်အဲ့လိုပြောရမှာမပြောဘဲနဲ့သူကသူ့ကိုယ်သူမော်ဂန်နဲ့ရီးစားရအောင်ဆောင်နေတယ်စင်ဒီစိတ်ထဲမှာသူဟာတမင်လုံးနေတယ်လို့ခံစားရတယ်။အဲ့ဒီအပြင်မော်ဂန်ရဲ့မိသားစုဟာရဲတွေကို Facebook post တစ်ခုလည်းလာပြီးတော့ပြခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့မော်ဂန်တည်ဆုံးပြီးတော့2ရက်3ရက်လောက်အကြာမှာဒီလုတ်ဖို့ကင်ဖက်ကြီးစင်ကသူ့ရဲ့ Facebook ပေါ်မှာစာအရှိကြီးပါတဲ့ post တစ်ခုကိုတင်ခဲ့တယ်။အဲ့ဒီ post ဟာဆိုလို့ရှိရင်မော်ဂန်တည်ဆုံးသွားလို့ဝမ်းနည်းကြောင်းတင်ထားတဲ့ post ဖြစ်တယ်။များသောအားဖြင့်မော်ဂန်ဟာဘလို့သဘောကောင်းတဲ့သူဖြစ်တယ်ဘလို့မျိုး nice ဖြစ်တဲ့သူဖြစ်တယ်ဘလို့မျိုးကျင်နာတတ်တဲ့သူအရန်လွမ်းဆွတ်တတိရနေပါတယ်။အဲ့လောက်ပဲဖြစ်တယ်နဲ့မိသားစုဝင်နေတော့အဲ့လောက်အရှိအလျားကြီးမရေးဘူးသူဟာတကယ်ကိုတထောင်လောက်ရှိတဲ့စာတွေကိုရေးထားပြီးတော့မော်ဂန်အကြောင်းကိုရေးတာနဲ့ तू ကမော်ဂန်ဟာသူ့အတွက်ဘလောက်တောင်အရေးပါတဲ့သူဖြစ်ပါတယ်မော်ဂန်ဒီလိုတေဆုံးသွားလို့ तू ဘလောက်တောင်ဝမ်းနည်းကြေကွဲပါတယ် तू မော်ဂန်ကိုဘလောက်ရမ်းဆွတ်တန်းတနေပါတယ်မော်ဂန်နဲ့အတူတူရှိခဲ့တဲ့အချိန်တွေဟာသူ့အတွက်နောက်ပြန်မရနိုင်တဲ့အမှတ်တရအစသဖြင့်ပေါ့နော် तू ကနေပြီးလွမ်းဆွတ်တဲ့အကြောင်းတွေသူ့ဘက်ကနေအများကြီးရေးထားတာကိုတွေ့ရတယ်ဒါကြီးကလည်းတကယ်ကိုအဆင်ပြေမနေဘူးမော်ဂန်ရဲ့ချစ်သူရည်စားမဟုတ်ဘူး तू အဲ့လောက်ကြီးခံစားနေစရာမလိုဘူးပေါ့နော်အဲ့တော့ဒါပဲလားဆိုမဟုတ်သေးပါဘူးသူ့ရဲ့လုပ်ရက်တွေပိုဆိုးတဲ့လုပ်ရက်တွေအများကြီးရှိပါသေးတယ်စုံတော့တွေဟာလုတ်ဖို့ကိုင်ဖက်ဂျေဆင်ရဲ့ဒီဖုန်းရဲ့အချက်လက်တွေကိုစစ်ဆေးတဲ့အခါမှာပထမအဆုံးသူ့ရဲ့ location ကိုစစ်ဆေးတယ်နောက်ပြီးတော့သူနဲ့မော်ဂန်နဲ့အဓိကပြောထားတဲ့စကားတွေကို check တွေကိုစစ်ဆေးတယ်အခုကျမှဒီလုတ်ဖို့ကိုင်ဖက်ဂျေဆင်ရဲ့ပုံစံတွေဟာတန်တရားရှိစရာအရန်ကောင်းတော့တခြားကိစ္စတွေကိုပါကြည်ကြဲပြင်းပြင်းလေးလာတဲ့အခါမှာပို့ပြီးတော့မှသူ့ရဲ့အကြောင်းသူ့ရဲ့လုပ်ရက်တွေဟာပေါ်လာတယ်ရှေ့ရအော်တိုဘာလာဒီလိုဖုံးခိုးပြီးတော့ကြီးတဲ့ကိစ္စပတ်သက်ပြီးတော့မော်ဂန်ကသူ့ကိုစိတ်ဆိုးပြီးစကားမပြောတော့တဲ့အချိန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျေဆန်ဟာမော်ဂန်တယောက်တည်းကိုစာပို့တာမဟုတ်ပါဘူးသူရဲ့လုပ်ဖို့ခိုင်ဘက်တွေအကုန်လုံးကိုစာပို့တယ်စာပို့ပြီးတော့မော်ဂန်ကငါ့ကိုစိတ်ဆိုးသွားပြီးငါ့ကိုစကားမပြောတော့ဘူးမခင်တော့ဘူးလို့ပြောတယ်ဝိုင်းပြောပေးကြပါအောင်ငါ့ကိုပြန်ခင်မှုပြောပါအောင်ငါ့ကိုစကားပြောလက်ခံမှုပြောပါအောင်ငါ့ကိုအရင်လိုဆက်ဆံမှုပြောပါအောင်ဆိုပြီးရှိသမျှလုပ်ဖို့ခိုင်ဘက်အကုန်လုံးကိုစာပို့ပြီးတော့အဲ့အကြောင်းတွေပြောတာအကူအညီတောင်းတာအတင်းအဓမ္မသူနဲ့မော်ဂန်နဲ့ပြန်အဆင်ပြေဖို့ဂျောင်းနေအနေနဲ့ဝင်ပြီးတော့ဖြန့်ဖြေခိုင်းတာတွေလုပ်ခိုင်းတာတယ်အဲ့ဒါကိုကြည့်ခြင်းအပြင်သူဟာမော်ဂန်ကိုသူ့ရဲ့ဘဝထဲမှာဘလောက်တောင်မှပတ်သက်ချင်လဲဆိုတာသိတာတယ်နောက်ဆုံးမှာတော့စုံတောက်တွေဟာသူ့ရဲ့ဓာတ်ပုံတွေသူ့ရဲ့ဒီလိုမျိုးဗီဒီယိုတွေကိုရောက်သွားပြီး F-file တွေကိုလည်းဝင်ကြည့်လိုက်တဲ့အခါမှာသူရဲစခန်းမှာပြောသွားတဲ့စကားတွေအားလုံးဟာအလေးအညာတွေဖြစ်တယ်။
တကယ်တမ်းသူဟာ Morgan ကိုအရန်ကိုဆွဲလန်းပြီးတော့အယူအမူလိုချင်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတာသိရတယ်သူရဲ့ဖုန်းထဲမှာဆိုရင် Morgan ရဲ့ social media platform ပေါ်မှာတင်ထားတဲ့ဓာတ်ပုံတွေအကုန်လုံးနှီးပါကိုသူဟာ download ဆွဲပြီးတင်ထားတာဖြစ်တယ်အဲ့ဒီအပြင်ကိုဗီဒီယိုတွေကိုကြည့်တဲ့အခါမှာလုပ်ဖို့ကင်ဖက်ဂျေဆန်ဟာ Morgan ကိုတောက်လျှောက် Morgan မသိအောင်ခိုးပြီးတော့ရိုက်ကူထားတာတွေအများကြီးရှိဆိုတာသိရတယ်ကောင်းမလေးဘောင်းမီတူတူလေးဝတ်ထားတာမျိုးလေပင်ဟိုက်နေတာမျိုးကိုသူကအမိအရာရိုက်ကူထားတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့ဒီဆွဲလန်းမှုလိုချင်တန်းတာမှုပြဿနာတွေဟာအစွန်းရောက်လာတဲ့အခါမှာဒီပုံတွေဒီဗီဒီယိုတွေကြည့်ရတာမြင်ရတာအဲ့ဒါတွေကိုပိုင်ဆိုင်ရတာနေရင်သူဟာမလုံလောက်တော့ဘူးမတင်းတိမ်တော့ဘူးဖြစ်လာတယ်ခုလောက်သိရယုံနဲ့ Jason 2ဟာပုံမှန်မဟုတ်ဘူးတကယ်ကိုယူကောက်နေတဲ့သူတယောက်ဆိုတာသိနေရပြီပြီးသေးပါဘူးသူ့ရဲ့ YouTube မှုတွေဟာဒီမှာနေရက်မနေပါဘူးထက်ရှိပါသေးတယ်သူ့ရဲ့ Skype account တွေကိုဝင်လိုက်တဲ့အခါမှာသူဟာတခြားလူတယောက်နဲ့စကားပြောထားရရှိတယ်အဲ့ဒီလူဘယ်သူဘဝလဲဆိုတာတော့အရေးမကြီးဘူးပေါ့နော်ဒီတိုင်းပဲသူခင်တဲ့လူတယောက်နဲ့စကားပြောတယ်အဲ့ဒီစကားပြောတဲ့အခါမှာသူဟာသူ့ကိုယ်သူ Morgan ရဲ့ရီးစားပါ Morgan ကသူ့ရဲ့ကောင်မလေးပါဆိုတဲ့ပုံစံမျိုးတွေအများကြီးပြောထားတယ်အဲ့ဒီထဲမှာသူနဲ့ Morgan တွေကဘလို့တွေချစ်ကြကြိုက်ကြအကြောင်းဘလို့တွေမေတ္တာရှိကြအကြောင်းတွေကိုအများကြီးပြောထားတယ် Jason ဟာလုပ်ဖို့ကိုင်ဖက် Jason ဟာ Morgan ကိုဘလောက်ယူယူမှုမှုချစ်တယ်လိုချင်တယ်ဆိုတာကိုသိသွားပြီဒါပေမဲ့အဲ့ဒါတွေအားလုံးဟာ Morgan ကိုသူတတ်ပါတယ်ဆိုပြီးတော့အတိအကျဆွဆွဲလို့ရတဲ့တက်တည်မရှိဘူးတက်တည်ဖြစ်မနေဘူးအဲ့တော့စုံတောက်တွေကအခုချိန်မှာတက်တည်လိုချင်တယ်ဒီလူတက်မှုနဲ့သူနဲ့ကိုချိတ်ဆက်ဖို့လိုတယ်ဇန်တို့အရှိမပြောခဲ့တယ်မော်ဂန်ရဲ့အိမ်သားမှာကြံခဲ့တဲ့ဘိန်းရတွေဆိုတာကိုဇန်တို့သွားကြမယ်အဲ့လိုဘိန်းရတွေကိုကြည့်တဲ့အခါမှာဒီဘိန်းရတွေကကားဘိန်းရဖြစ်တယ်အဲ့တော့သူတို့တန်တရားရှိတဲ့ Jason လို့ဖော်ကိုင်ဖက် Jason ရဲ့ကားအမျိုးအစားကိုလည်းသူတို့စုံစမ်းတယ်ရက်ခင်းပြင်ပေါ်မှာကြံခဲ့တဲ့ဘိန်းဒီအကျဲနောက်ပြီးဘိန်းအနက်စသဖြင့်အဲ့ဒါတွေကိုသူတိုင်းတာတယ်ပြီးလို့ရှိရင် Jason ရဲ့ကားဘိန်းရဲ့အမျိုးအစားဒီအရာစသဖြင့်အကုန်လုံးနဲ့တိုက်စစ်တယ်တိုက်စစ်တဲ့အခါမှာတူနေတယ်ဒါပေမဲ့ Jason ရဲ့ကားကိုသူတို့သွားစစ်တဲ့အခါမှာ Jason ကအရန်ကိုတန့်ရှင်းနေတယ်တန့်ရှင်းနေဆိုတာမှလုံးဝဘာရှွန့်ဘွက်မှပေးမနေအောင်တန့်ရှင်းနေတာဖြစ်တယ်ကားတန့်ရှင်းတာဘာအပြစ်လဲလို့ Jason ကပြောရင်ပြောလိမ့်မယ်ဒါပေမဲ့ဖြစ်တဲ့အချိန်ဟာအောက်တိုဘာလ28ရက်မိုးတွေရွာတယ်မိုးတွင်းမှာဖြစ်တယ်တော်ရုံတန်ရုံမိုးတွေရွာနေတဲ့အချိန်ဆိုလူတွေကကားရင်မစေးကြဘူးဘာဖြစ်လို့လဲဆိုတော့ကိုကားရေစီးရဲတုတ်လိုက်တယ်ခဏနေကြလို့ရှိရင်မိုးတွေပြန်ရွာပြီးတော့ပြန်ပြီးတော့ဆိုမှာပဲဆိုတော့ကားရေစီးလေးမရှိတဲ့အချိန်အခါဖြစ်တယ်အဲ့တော့ကားရေစီးထားတယ်ဆိုကြတဲ့ကားဟာတခုခုပေးထားလို့သာရေစီးထားတာဖြစ်မယ်ရဲတွေဟာဒီအလုပ်ဖော်ကိုင်ဖက် Jason နေတဲ့အိမ်ပတ်ပတ်လေဒီရှိတဲ့ကားရေးဆေးတဲ့နေရာဆိုင်တွေအကုန်လုံးကိုသွားပြီးတဲ့အခါမှာ CCTV မှတ်တမ်းတွေကိုယူပြီးတော့စစ်ဆေးခဲ့တယ်သူတို့ထင်ထားတာမှန်ပါတယ်ကားရေးဆေးတဲ့ဆိုင်တစ်ဆိုင်မှာလုပ်ဖော်ကိုင်ဖက် Jason ရဲ့ကားဟာရေးဆေးနေတာကိုသူတို့တွေ့လိုက်တယ်ပို့ပြီးတော့ထူးခြားတာဟာသူကဒီလိုအော်တိုပေါ့နော်ဒီလိုရေးဆေးတဲ့ဆက်ကားရေးဆေးတဲ့ဆက်ထဲကိုကားဝင်သွားတယ်ဖြည်းဖြည်းလေးမောင်းသွားပြီးလို့ရှိရင်သူဟာဒီလိုမျိုးတဆင့်မီစင်ပြန်ထွက်လာရင်ကားတန့်နေပြီအဲ့ဒီအချိန်မှာ CCTV မှတ်တမ်းထဲမှာဗာမြင်ရလဲဆိုတော့ကားဟာဒီအနောက်ဘင်းကိုဆေးတယ်ဆေးပြီးရင်သူအရှိကိုဆက်သွားရမှာသွားမယ်အစားသူကကားကိုအနောက်နေနဲ့ပြန်ဆုပ်လိုက်တယ်သဘောဟာဒီဘင်းနေရာတွေကိုသူဟာတေးသေးချာချာဆေးစေချင်တယ်ဆိုတဲ့ပုံပေါက်တယ်ဘာလို့ဒီဘိန်းနေရာတို့တေးချာဆေးစေချင်တာလဲဘွက်တီးပြီးနေလို့လားသူဆေးပြီးထွက်သွားတယ်ထွက်ပြီးတဲ့အခါမှာလဲသူဟာမောင်းမထွက်သွားဘဲနဲ့ကားပေါ်ဟာဆင်းပြီးတော့အရှိအနောက်တောင်မြောက်ဒီဘိန်းတွေကိုတေးချာချာငုံပြီးစစ်နေတာကိုပါ CCTV မှတ်တမ်းထဲမှာတွေ့လိုက်ရတယ်ဒါဆိုရင်တော့တေချာပါပြီ Jason ဟာသူ့ကားဘိန်းမှာပေလာတဲ့အရာတွေကိုသူဟာဖျောက်ဖျက်ဖြစ်ဖို့ကြိုးစားနေတဲ့တက်သေးတဲလွန်စားဖြစ်သွားပြီဖော်ကိုင်ဘက် Jason ဟာသူ့ကိုယ်သူအရန်လဲလာပြီပေါ့နော်သူ့ရဲ့ location ကိုရဲတွေကစစ်တဲ့အခါမှာသူ့ရဲ့အိမ်မှာပဲတညနေလုံးနဲ့အလုံးမသွားခင်အထိသူကတောက်လျှောက်ရှိနေတယ်ဆိုပြီးသိရတယ်။ရဲတွေကလည်းသူတို့ဟာတေချာနေပြီ Jason အဲ့တော့ဒီ Jason ဟာဒီအမှုနဲ့ပတ်သက်တယ်ဆိုတာသိရဖို့အတွက်ကိုအရန်ကိုစူးစမ်းအထောက်ခဲ့တယ်။သူဖုန်းကိုအိမ်မှာထားခဲ့တာဖြစ်နိုင်တယ်။အဲ့တော့အဲ့ဒီအချိန်မှာအိမ်မှာရှိမနေဘဲနဲ့အပြင်မှာရှိနေပါတယ်ဆိုတာကိုသက်သေပြနိုင်မှုအတွက်သူ့ရဲ့အိမ်ကနေပြီးတော့ Morgan အိမ်အထိရှိတဲ့လမ်းကြောင်းဖြစ်နိုင်တဲ့လမ်းကြောင်းအကုန်လုံးမှာရှိတဲ့ဒီလိုမျိုး CCTV မှတ်တမ်းတွေပေါ့နော် traffic camera တွေပဲဖြစ်ဖြစ်စီးပွားရေးတွေမှာတက်ထားတဲ့ camera တွေပဲဖြစ်ဖြစ်အကုန်လုံးကိုတောင်းပြီးတော့သူကစစ်ဆေးခဲ့တယ်စစ်ဆေးလိုက်တဲ့အခါမှာသူတို့ဟာ Jason ရဲ့ကားကို CCTV မှတ်တမ်းတွေမှာတွေ့ရှိခဲ့ပါတယ်။သူပြောတော့အိမ်မှာရှိနေတယ်ဆိုပြီးဘာလို့သူ့ရဲ့ကားဟာအဲ့လမ်းပေါ်မှာအဲ့အချိန်မှာရောက်နေရတာလဲ။ပထမအဦးဆုံးတွေ့ရှိခဲ့တဲ့မြင်ကွင်းဟာ1:38 မိနစ်ညပေါ့နော်မနေ့အစောကြီး1:38 မိနစ်မှာ Morgan ရဲ့အိမ်ဘက်ကိုဦးတည်နေတဲ့လမ်းကြောင်းမှာဖြတ်မောင်းသွားတာတွေ့ရပြီးတော့2:18 မိနစ်မှာတော့သူ့ရဲ့ကားဟာသူ့အိမ်ဘက်ကိုဦးတည်ပြီးတော့ပြန်မောင်းသွားတာကို CCTV မှတ်တမ်းထဲမှာတွေ့ရပါတယ်။အဲ့ဒီအချိန်ဟာ Morgan သေဆုံးတဲ့အချိန်ကွက်တီကြပါတယ်။ Morgan ဟာ1 နာရီခွဲလောက်မှာသူအိမ်ယာနိုးပြီးတော့2 နာရီခွဲမတိုင်ခင်မှာသူအလုပ်သွားတာဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်အတွင်းမှာ
တေချာပေါက်သူဟာမော်ဂန်စီကိုသွားတဲ့လမ်းပေါ်မှာတွေ့ရတဲ့ကြောင့်မလို့သူပဲဖြစ်နိုင်တယ်ဆိုတဲ့သက်သေကိုလည်းသက်သေပြနိုင်သွားပြီဖြစ်တယ်အဲ့တော့အခုဆိုလို့ရှိရင်ရဲတွေဟာသူ့ရဲ့ကားကိုလုံးဝတရားဝင်စစ်လို့ရသွားပြီအဲ့လိုစစ်ဆေးဖို့ warrant ယူတယ်ယူပြီးတဲ့အခါမှာသူ့ရဲ့ကားထဲမှာအနံ့ခံတဲ့ခွေးပေါ့နော်ရန်နံ့ကိုအနံ့ခံမှု train ထားတဲ့ခွေးတွေနဲ့အနံ့ခံခိုင်းတယ်တကယ်ပဲမော်ဂန်ကိုပြစ်သွားတဲ့ကြီးအနံ့ကိုကားထဲမှာရခဲ့တယ်မော်ဂန်ကိုပြစ်သွားတဲ့တနက်အမျိုးအစားကိုဝယ်ယူထားတဲ့သူတွေကိုဒီ register လုပ်ထားတဲ့သူတွေကိုစစ်ဆေးတဲ့အခါမှာလုတ်ဖော်ကိုင်ဖက်ဂျေဆင်ရဲ့အဖေဖြစ်သူကအဲ့ဒီရဲ့တနက်ကိုဝယ်ထားတယ်ဆိုတာသိရတယ်လုတ်ဖော်ကိုင်ဖက်အဖေကိုသွားမိတယ်ဒီတနက်ကိုနင့်သားကိုငားလိုက်သေးလားနင့်သားကိုပေးလိုက်သေးလားနင်းနဲ့အမြဲတမ်းရှိနေတာသိလားပါစသဖြင့်မေးတဲ့အခါမှာဒီလုတ်ဖော်ကိုင်ဖက်ဂျေဆင်အဖေကဘာပြောလဲဆိုတော့အဲ့လူတက်မှုဖြစ်တဲ့နေ့ကနေ့လေလောက်မှာသူ့သားဟာအိမ်ကိုလာခဲ့ပါတယ်ဆိုပြီးတော့ပြောပြတယ်အဲ့တော့အဲ့တနက်ကအခုသူတို့စီမှာရှိနေတယ်ဆိုတာအဲ့ဒီနေ့လေကသူ့သားဟာအိမ်ကိုခဏလာပြီးတော့ဒီတနက်ကိုပြန်ထားသွားတာဖြစ်နိုင်တယ်ဆိုပြီးတော့ရဲတွေကိုတုံးတက်ဖို့အတွက်တက်သေးတဲလွန်စာပြီးလိုက်တာနဲ့အတူတူပဲအဲ့တော့လုတ်ဖော်ကိုင်ဖက်ဂျေဆင်ကိုရဲတွေကမေးတယ်ဘာဖြစ်လို့အဲ့ဒီနေ့ကနေဟာနေမိဘအိမ်ကိုသွားတာလဲတနက်တော့ထားရလားလို့မေးတော့တော့မဟုတ်ပါဘူးအဲ့တနက်ကိုငါလုံးဝမရှိပါဘူးငါနဲ့မဆိုင်ပါဘူးတဲ့အဲ့ဒီနေ့ကသူ့အမေကိုတဲ့သူကတဲ့မွေးနေ့လက်ဆောင်မပေးရသေးလို့သွားပေးတာပါလို့ပြောတယ်အဲ့တော့နေ့အမေရဲ့မွေးနေ့ကဘယ်တော့လဲလို့မေးတော့ငါအမေမွေးနေ့ကလွန်ခဲ့တဲ့3လကပါလို့ပြောတယ်လွန်ခဲ့တဲ့3လကကြော်သွားတဲ့မွေးနေ့ကိုလုံးဝဒီတက်တိုက်ဆိုင်မော်ဂန်အသက်ခံရတဲ့နေ့လေကြမှာတာလင်းဒီမော်ဂန်ကိုတတ်တဲ့တနက်ရှိတဲ့အိမ်ကိုသွားပြီးပေးတယ်ဆိုတာကလည်းတော်တော်ကြီးကိုအတိတ်ပဲမရှိတဲ့စင်ကြီးပဲဖြစ်တယ်ခုဆိုလို့ရှိရင်တော့ရဲတွေမှာလုံလောက်တဲ့တက်တည်ရှိသွားပါပြီလုံလောက်တဲ့တဲလွန်စားတွေလည်းရှိသွားပြီဖြစ်တဲ့တကြောင်မလို့နိုဝင်ဘာလ4ရက်2020မှာလုတ်ဖော်ကိုင်းဖက်ဂျေဆင်ကိုတရက်ဝင်ဖမ်းပြီးတော့တရားစွဲနိုင်ခဲ့ပါတယ်2021ခုနှစ်ຫນွေဦးရာသီရောက်တဲ့အခါမှာလုတ်ဖော်ကိုင်းဖက်ဂျေဆင်ကိုစပြီးတော့ရုံးတင်စစ်ဆေးခဲ့တယ်။ရုံးတင်စစ်ဆေးတဲ့အချိန်တောက်လျှောက်မှာလဲသူဟာအဖြစ်မရှိပါဘူး။သူလူမသက်ပါဘူး။သူ့ကိုမှားယွင်းပြီးတော့ဖမ်းချုပ်တာခံရတာပါဆိုပြီးတောက်လျှောက်ညင်းနေခဲ့ပါတယ်။ပြီးတော့သူကဘာပြောလဲဆိုရင်သူတတ်တာမဟုတ်ပါဘူး။မော်ဂန်ကိုတတ်တာဟာသူ့ရဲ့ရီးစားမော်ဂန်ရဲ့ရီးစားဂျေဆင်ကတတ်တာဖြစ်နိုင်တယ်။သူတို့နှစ်ယောက်ကအစင်မပြေဘူးမော်ဂန်ကလည်းသူ့ကိုလမ်းခွဲတော့မယ်ထားခဲ့တော့မယ်ဆိုပြီးတော့ပြောနေတယ်အဲ့ဒါကိုမထားခဲ့စေချင်လို့ဒီချစ်သူရီးစားဂျေဆင်ကနေပြီးတတ်လိုက်တာဖြစ်မယ်ဆိုပြီးတော့တရားရုံးမှာဆွတ်ဆွဲတယ်မော်ဂန်ရဲ့မိသားစုဝင်တွေကိုတက်သေးထွက်ဆိုခိုင်းတဲ့အခါမှာမိသားစုဝင်တွေရောတငယ်ချင်းတွေရောအဲ့အချက်ကလုံးဝမဟုတ်ပါဘူးဒီချစ်သူဂျေဆန်နဲ့မော်ဂန်နဲ့ကအရန်ကိုချစ်ကြတာပါသူတို့ကမကြခင်လက်ထပ်ဖို့အတွက်တောင်ရည်ရွယ်နေကြပြီးတော့ပြင်ဆင်နေကြတဲ့သူတွေပါဆိုပြီးတော့ဝိုင်းပြီးတော့ထွက်ဆိုကြတယ်အမှုလိုက်ရှိနေတွေမှာကဒီလုတ်ဖော်ကိုင်ဖက်ဂျေဆန်ကမော်ဂန်ကိုဘလောက်အယူအမှုဆွဲလန်းနေလဲပြီးလို့ရှိရင်ဘလောက်တောင်မှသူ့ကိုဒီဓာတ်ပုံတွေခိုးယူထားတာနေ့တိုင်းစာတွေပို့တာနောက်ပြီးလို့ရှိရင်ဗီဒီယိုတွေခိုးရိုက်ထားတာနောက်သူ့ကိုမခေါ်တော့ဘူးမပြောတော့ဘူးမခင်တော့ဘူးလို့ပြောတဲ့အခါမှာအယူအမှုတွေ့ကြရလို့လိုက်ပြီးအကူအညီတောင်းနေတာတွေနောက်ဆုံးသူထင်ထားတာတစ်ချိန်ချင်းမော်ဂန်ကသူ့ကိုလက်ခံလာမယ်လို့ထင်ထားတာအခုလို့လက်မခံတော့ဘဲနဲ့ခင်တော့မခင်တော့ဘူးဆိုတဲ့အခါနောက်ပြီးတော့သူ့ရဲ့ချစ်သူဂျေဆန်နဲ့လက်ထပ်တော့မယ်ဆိုတဲ့အခါမှာတော့သူမပိုင်ဆိုင်ရရင်ဘယ်သူမှမပိုင်ဆိုင်ရဘူးဆိုပြီးတော့တတ်မဲ့အညှိုးထားပြီးတက်လိုက်တာပါဆိုပြီးတော့ဒီတရက်ခွင်မှာအမှုဖြစ်စဉ်ကိုရှောက်ထားခဲ့တယ်သူမပိုင်ဆိုင်ရရင်ဘယ်သူမှမပိုင်ဆိုင်ရဘူးဆိုပြီးတော့သူဟာ28ရက်အောက်တိုဘာလမနက်1နာရီခွဲလောက်မှာသူ့အိမ်ကနေထွက်လာပါတယ်သူအဲ့ဒီလမ်းကိုသွားနေတယ်ဆိုတာကို CCTV မှတ်တမ်းထဲမှာလည်းမြင်ရတယ်ကောင်မလေးအိမ်ရှိကိုရောက်တဲ့အခါမှာသူဟာလမ်းဘေးကိုထိုးဆင်းပြီးတော့ရက်ဆောင်နေခဲ့တယ်သူရက်ထားတဲ့နေရာကဒီကားဘိန်းတာယာတွေရဲ့ဒီတက်သေးအရာကောင်မလေးအိမ်ကထွက်လာမှာကိုမြင်ရလောက်တဲ့အနေအထားဖြစ်တယ်အိမ်ထဲကနေထွက်လာပြီးကားပေါ်ကိုပစ္စည်းတွေတင်ပြီးသွားဖို့လုပ်နေတဲ့အချိန်မှာသူဟာအနီးကပ်သွားပြီးတော့တနက်နှစ်ချက်တီတီပစ်တက်ခဲ့တာဖြစ်ပါတယ်ပြီးတော့သူဟာသူ့ရဲ့ကားပေါ်ကိုပြေးတက်ပြီးတဲ့အခါမှာမြန်မောင်းထွက်သွားတယ်သူမြန်မောင်းလို့ဒီခြံစည်းရိုးမှာရှွန့်နေဆင်ခဲ့တယ်ပြီးတော့လေကြံခဲ့တဲ့ကားဘိန်းယာဟာသူ့ရဲ့ကားဘိန်းယာတွေနဲ့အတူတူပါပဲနောက်ပြီးတော့သူဟာ2နာရီနဲ့18မိနစ်လောက်မှာသူ့ရဲ့အိမ်ဘက်ကိုပြန်မောင်းသွားတဲ့ CCTV မှတ်တမ်းမှာလည်းတွေ့ရပါတယ်ပြီးတော့ကောင်မလေးကိုတတ်တဲ့တနက်ဟာသူ့အဖေနာမည်နဲ့ register လုပ်ထားတဲ့တနက်ဖြစ်ပြီးတော့အိမ်လူတက်မှုဖြစ်တဲ့နေ့လယ်မှာလည်းသူ့အိမ်ကိုသွားခဲ့တယ်ဆိုတာကိုဒီလုတ်ဖော်ကိုင်ဖက်ဂျေဆင်ရဲ့မိဘတွေကိုယ်တိုင်ကထွက်ဆိုထားပါတယ်ဆိုပြီးတော့case ကိုခိုင်မာတိဆောက်ပြီးတော့လုတ်ဖော်ကိုင်ဖက်ဂျေဆင်ကိုလူတက်မှုနဲ့အပြစ်ပေးဖို့တရားသူကြီးတွေကိုတောင်းဆိုခဲ့ပါတယ်။ဧပြီလ14ရက်2021ခုနှစ်မှာတော့ဂျေဆန်ကိုလူတက်မှုနဲ့ထောင်ဒဏ်တကြွချမှတ်ခဲ့ပါတယ်။သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားခွင့်မရဘူးလို့လည်းထည့်ပြီးတော့အမိန့်ချမှတ်ခဲ့တယ်။အဲ့တော့သူဟာသက်လုံးထောင်ထဲမှာနေရမှာဖြစ်ပါတယ်။ခုချိန်ထိလည်းလုတ်ဖော်ကိုင်ဖက်ဂျေဆန်ဟာအိုဟိုင်ယိုပြည်နယ်ရဲ့အကျဉ်းထောင်မှာအကျဉ်းကျနေသေးတယ်လို့သိရပါတယ်။လူသက်သမားလုတ်ဖော်ကိုင်ဖက်ဂျေဆန်ကိုထောင်ချနိုင်ပေမဲ့လည်းမိသား
စုတွေဟာသူတို့အတွက်တရားမျှတမှုအပြည့်အဝမရသေးဘူးလို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ Morgan ကသူ့အလုပ်မှာအနှောက်အယှက်ခံနေရတယ်သူ့ကိုဘူလီလုပ်နေတဲ့အနိုင်ကျင့်နေပါတယ်ဆိုပြီးတော့သူတို့ HR ကိုတိုင်ခဲ့တယ်။ဒီလိုလားတူဖြစ်ကလည်းရှေ့မှာလည်းဖြစ်ခဲ့ဘူးပါရဲ့နဲ့သူတို့ဟာကောင်းကောင်း action မယူခဲ့ဘူး။သူတို့သာဒီလိုလုပ်ရမျိုးသူတို့ရဲ့ယုံသူတို့အလုပ်မှာဖြစ်နေတာကိုလက်မခံဘူး။အမျိုးသမီးလုပ်ဖော်ကိုင်ဘက်တွေကိုတည်တည်ချာချာကာကွယ်ပေးနိုင်ခဲ့မယ်ဆိုရင် Morgan ဟာအခုချိန်ထိအသက်ရှင်မှာဖြစ်ပါတယ်။အဲ့တော့သူတို့မိသားစုနဲ့သူတို့ချစ်တဲ့သူတွေဟာအဲ့ Morgan ယုံရဲ့အရှိမဒီလိုမျိုးသွားပြီးတော့တိတ်တဆိတ်ဆန္ဒပြတာတွေနောက်ပြီးလို့ရှိရင်တာဝန်ယူဖို့အတွက်ကိုတောင်းဆိုတာတွေကိုစတိုက်သွားလုပ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ FedEx Company ကနေပြီးတော့မိသားစုဝင်တွေနဲ့ဆက်သွယ်ပြီးတော့ US ဒေါ်လာ4 သန်းတိတိကိုရော်ကြေးပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီပတ်စံရဲ့တစ်ဝက်ကို Morgan ရဲ့သမီးလေး Amelia ရဲ့ future အတွက်ဆိုပြီးတော့သူတို့ trust fund တွေဝယ်ခဲ့တယ်လို့လည်းသိရပါတယ် Morgan ရဲ့တည်ဆုံမှုဟာသူ့ရဲ့သမီးလေး Amelia ရဲ့ရှေ့ရေးအတွက်စိတ်ပူစရာမလိုတော့ဘူးဆိုပေမဲ့လည်း Amelia ရော Morgan ရောနှစ်ယောက်စလုံးဟာရှိထင်ရှားအတူတူဘဝကိုဖျက်တမ်းကြီးပြင်းတာကိုပဲဒီပတ်စံတွေထက်ပိုလို့ချင်မှသိကြပါတယ် Morgan ရဲ့အမဖြစ်သူဟာ interview တစ်ခုမှာပြော Morgan ကတည်ဆုံးသွားပြီပြီးတော့လူတွေဟာ Morgan ကသူ့ကိုအရန်အယူမှုဖြစ်နေတဲ့လူတယောက်ရဲ့တပ်ဖြတ်မှုကိုခံလိုက်ရတဲ့ကောင်မလေးပေါ်ဆိုပြီးတော့လူတွေကိုမမိစေချင်ပါဘူး။ Morgan ဟာအရန်ကိုကျင်နာပြီးတော့တက်ကြွတဲ့သူလမ်းဆက်တဲ့သူပြီးလို့ရှင်သူနဲ့တီးတဲ့ခင်ခွင်းရတဲ့သူတွေစီကိုပျော်ရွှင်မှုနှွေးထွေးမှုတွေပေးတဲ့သူအနေနဲ့ပဲအားလုံးကိုမမိစေချင်ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒီအမှုလေးကတော့ဒီမှာပဲပြီးသွားပါပြီ။သူကနားဆင်သူတွေရဲ့ဒီအမှုလေးပေါ်မှာမြင်တဲ့အမြင်တွေခန်းစားချက်တွေကို comment မှာမျှဝေပေးသွားပါဦးနော်။အဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ဆိုတဲ့နားဆင်သူတွေဘယ်နေရာမှာပဲရှိနေကိုရောစိတ်ပါကျမ်းမာချမ်းသာပြီးတော့ဘေးကင်းပါစေဆိုတော့နောက်တင်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား